ခင်ဗျားတို့မြန်မာပြည်ကချစ်ကြဘူးဗျကိုဂျိုစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပိုများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကပြောရမှာကပြီးခဲ့တဲ့ရက်ပိုင်းကပြိုင်ပွဲသွားပြိုင်ပြီးဆုရလာတဲ့ကလေးလေးတွေပေါ့ဒီကလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်ဂုဏ်ပြုဖို့ပေါ့နော်မေ့သွားတာကျွန်တော်ဂုဏ်ပြုမလို့ဂုဏ်ပြုစကားပြောဖို့မေ့သွားတယ်မေ့သွားပြီးတော့အခုဒီနေ့တော့ထည့်ဂုဏ်ပြုပါပထမဆုံးအဲ့ဒါဘာလို့ဆိုဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ဒီကမ္ဘာစက်ရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲပေါ့နော် One Robot Olympic Asia Pacific Open Championship အဲ့ဒီပြိုင်ပွဲတွေပါမြန်မာကလေးလေးတွေကမြန်မာကလေးဆယ်ကျော်ကလေးတွေကျွန်တော်ပြန်ကြည့်ရင်တော့ဒီကလေးတွေကြည့်ပြီးတော့လို့ကိုသားသမီးရွယ်လေးတွေဆယ်ကျော်ကလေးတွေ We are Genius မြန်မာဆိုတဲ့မြန်မာကလေးလေးတွေအဲ့ကလေးလေးဖွဲ့ရတဲ့ AI အသုံးပြုပြီးတော့ရှာဖွေကဲစိစက်ရုပ်ကာထူထောင်တီထွင်ပြီးတော့သူကပထမဆုံးရပါတယ်ပထမဆုံးရတော့အဲ့ကလေးတွေကဒီနေ့စက်တင်ဘာ24မှာတော့ရန်ကုန်လေဆိပ်ကိုပြန်ရောက်လာပြီးသွားပြီးကြိုကြရတယ်ကြိုကြပါတယ်ဆိုတော့ဒီကလေးလေးတွေစုရလာတဲ့အတွက်တော့ဂုံယူပါတယ်ဂုံလည်းဂုံပြပါတယ်စက်ရုပ်ကားတီထွင်တာပေါ့နော် AI အသုံးပြုပြီးစက်ရုပ်ကားတီထွင်တာဆိုတော့အမလေးကျွန်တော်တို့နဲ့ဗျာအကွာကြီးကွာပါဗျာကျွန်တော်တို့ဆိုရင် AI တွေချတော့နားမလည်သေးဘူးသူတို့ကစက်ရုပ်တော့တီထွင်နေပြီကျွန်တော်တို့ချက်ကလေးတွေလည်းညံသွေးမနှိမ့်ဘူးဆိုတော့ပြတာပေါ့နော်မနှိမ့်ဘူးကျွန်တော်တို့ချက်ကလေးညံသွေးမနှိမ့်ဘူးဟိုရောက်နေတဲ့နေရာကြောင့်နိုင်ငံအခြေအနေကြောင့်ဒါကလေးတွေကနှိမ်မနေပြီမဲ့ကလေးတွေညံသွေးရတော့သူတခြားနိုင်ငံတွေတဆင့်ပိုနှိမ့်နေကြတာတော့မရှိဘူးဗျinternet ခေတ်ကြီးမှာ open ဖြစ်လာတဲ့အခါအားလုံးပွင့်လန်းလာတဲ့အခါမှာကလေးငယ်တွေရဲ့ဒီတီထွင်ကြံစမှုစဉ်းစားနိုင်မှုလေးလာတင်ယူနိုင်မှုဟာတွေကအကုန်လုံးကခုနဒီပါလဲဆိုပင်လယ်ပြင်ကြီးလို့သမုဒ္ဒရာကြီးလို့ဖြတ်သန်းဆိုလာဟာပြင်ကြီးလို့ဖြစ်သွားတာဒါကျွန်တော်တော့ဒီကလေးတွေဆုရလာတာကိုဂုဏ်ပြုပါတယ်ဂုဏ်လည်းဂုဏ်ယူပါတယ်ဒီကလေးတွေထဲမှာဆုရတဲ့ထဲမှာကျွန်တော်တငယ်ချင်းမိတ်ဆွေတယောက်ရဲ့ကလေးလည်းပါတယ်တဲ့ဆိုဘယ်တယောက်လဲတော့ကျွန်တော်တော့မမေးတော့ပါဘူးဒါဘယ်သူလို့မပြောတော့ပါဘူးเนาะအဲ့မှာကလေးရဲ့အသက်17နှစ်အရွယ်မိုးပြေဆုံးကျော်အသက်17နှစ်အရွယ်ကျော်ဖုံးခန့်စောအသက်12နှစ်အရွယ်ညံကိုအဲ့ဒီကလေး3ယောက်ပေါ့နော်အဲ့ကလေး3ယောက်နဲ့နောက်အဲ့ကလေး3ယောက်ကပေါ့နော်သူကသွားပြီးတော့ပြိုင်တာစက်ရုပ်ကားတွေကိုသွားပြိုင်တာဘယ်သူတွေနဲ့ပြိုင်ခဲ့ရလဲဆိုတော့ဟောင်ကောင်တရုတ်ဂျာမနီဂျပန်ထိုင်းဗီယက်နမ်ဖိလစ်ပိုင်ဘင်္ဂလားဒေ့ရှ်မကာအိုအစရှိတဲ့တကယ်ဗျာဟိုနီးပညာဆိုရင်ဂျပန်လိုနိုင်ငံမျိုးတွေတရုတ်လိုနိုင်ငံမျိုးကကလေးတွေနဲ့ရှင်ပြိုင်ပြီးကိုယ်နိုင်ငံကလေးတွေကပထမရတာတို့ကြည့်နော်တရုတ်လိုဂျပန်လိုဂျာမနီလိုနိုင်ငံတွေနဲ့ရှင်တာခင်ဗျာကျန်တဲ့ဟိုဖိလစ်ပိုင်ဘင်္ဂလားဒေ့ရှ်တွေမကာအိုတွေဗီယက်နမ်တွေခဏထားလိုက်အောင်နော်ဟောင်ကောင်တွေခဏထားလိုက်အောင်တရုတ်တို့ဂျပန်တို့ဂျာမနီတို့ဒီလိုနိုင်ငံကလေးတွေနဲ့ကျွန်တော်မြန်မာကလေးတွေပြိုင်ပြီးတော့စုယူလာခဲ့တာအဲ့ကလေးတွေတော့ချီးကျူးပါတယ်ဂုဏ်လည်းဂုဏ်ပြုပါတယ်ကျွန်တော်တို့ဘာပဲပြောကိုယ်လည်းမလုပ်နိုင်တဲ့ကိစ္စတွေကလေးတွေကကျွန်တော်တို့ကိုယ်နိုင်ငံဂုဏ်ဆောင်ပေးခဲ့တဲ့အတွက်ကလေးတွေကိုတကယ်လည်းချီးကျူးပါတယ်ဟိုတော်အရန်တော်လုံးလာပါတယ်ကျွန်တော်မိတ်ဆွေကအဲ့ဒီကလေးတွေစုရခြင်းဝမ်းသာအားနဲ့ကျွန်တော်ရှိပို့ပေးတယ်ပို့ပေးပြီးတော့နောက်တစ်နေ့မှာကျွန်တော် website မှာကျွန်တော်တို့ရဲ့ MB News website မှာကျွန်တော်ဖော်ပြတယ်ရုပ်သံမှာအဲ့ညတွေပြောမမိလိုက်ဒုတိယညမနေ့ကညပြောမယ်လို့စဉ်းစားရင်မပြောလိုက်ရဘူးမပြောလိုက်တော့ခီးလုံနေရတယ်မပြောလိုက်ရဘူးပေါ့နော်ဒီနေ့တော့ခီးကလည်းရောက်ပြီဆိုတော့ပြောလို့ရတဲ့အတွက်ဒီနေ့မှပဲဂုဏ်ပြုနေတာပါဒါပေမဲ့ impossible လူပုဂ္ဂိုလ်ဦးအားဖြင့်တော့ကျွန်တော်မိတ်ဆွေတော့ကလေးတွေပြောလိုက်ပါဥကြုံမျိုးမရနေပြီးတော့ဒီကလေးတွေ congratulation ဂုဏ်ပြုကြောင်းဂုဏ်ယူဝမ်းမြောက်ကြောင်းပြောတယ်ဆိုတော့ပြောပြပါလို့တော့ကျွန်တော်ပြောလိုက်ပါတယ်အဲ့ကလေးတွေခုလဲကျွန်တော်တရားဝင်နိုင်ငံသည့်တိုင်းသည့်ပြည်သည့်ကလေးတွေကိုတကယ်ဂုဏ်ယူဘယ်လိုပြောမလဲcongratulation ပေါ့ဒီကလေးတွေကိုတကယ်ကိုတော်တဲ့ကလေးတွေပါဘယ်လိုစကားလုံးနဲ့ပြောရမှန်းတော့ချီးကျူးရမှန်းတော့မသိအောင်တကယ်တော်တဲ့ကလေးလို့ပြောချင်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာခင်ဗျားတို့သားသမီးတွေဘုသူသားသမီးတွေဖြစ်ဖြစ်ကလေးတွေကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးပါကလေးတွေအတွေးခေါ်အုံနောက်တွေကိုလွတ်လပ်ပွင့်လန်းလာအောင်လမ်းဖွင့်ပေးနေတဲ့အနေအထားမျိုးမိဘတွေအနေနဲ့လုပ်ကြဖို့ကြိုးစားပါဒါမိဘတွေကကိုသားသမီးအောင်မြင်တဲ့အခါကိုသားသမီးဟိုအရန်ညံကောင်းပြီးထက်မြက်ပြီးတော့အောင်မြင်လာတဲ့အခါမိဘတွေကတော့ပီတိဖြစ်ရသလိုဘေးပတ်ဝန်းကျင်အတိုင်းဝိုင်းလည်းပီတိဖြစ်ရတယ်ကျွန်တော်မိတ်ဆွေရဲ့ကလေးလေးပါတယ်ဆိုတော့သူကိုယ်တိုင်ဝင်ပြိုင်ပြီးပါလာဆိုတော့ဟာသူအစောကကျွန်တော်ပြောမှုတယ်ဗျလွန်ခဲ့တဲ့တစ်နှစ်လောက်တည်းသူပြောပါတယ်ကျွန်တော်သူသားအဲ့ robot တွေပါလှုပ်နေတယ်ဗျဟာဟုတ်လားလားပေါ့ဆိုတော့တော်လိုက်လားပေါ့အခုတကယ်သူပြိုင်နေကောင်စုပါရလဲဆိုတော့သူပြောခဲ့တဲ့အတိုင်းပဲဒီကလေးရတကယ်ကိုထက်မြက်တဲ့ကလေးတယောက်ဖြစ်နေတာတော့တွေ့ရတယ်ဒါကိုတကယ်လည်းဝမ်းသာပါတယ်ဒါတော့ကလေးကိစ္စဆက်ပြောတာပါပြီးတော့ကျွန်တော်ကခီးသွားနေတယ်ခီးလုံနေပါတယ်အဲ့တော့အပြင်ရောက်နေလို့ကျွန်တော်စကလုံးသုံးတာပါတမင်ပြောတာပါအပြင်ရောက်တယ်ဆိုတော့ကျွန်တော်ရောက်နေတာကအိန္ဒိယကိုရောက်နေတာပါအိန္ဒိယမှာဒီဟိုဖြစ်တဲ့အိန္ဒိယအစိုးရကစီစဉ်တဲ့အာဆီယံ10နိုင်ငံက journalist တွေနဲ့နောက်တစ်ခါဒီ Quad country ပေါ့နော် Quad country တွေဖြစ်တဲ့ဒီဂျပန် Australia America အိန္ဒိယပေါ့နော်အစရှိတဲ့ဒီ Quad country က journalist တွေအားလုံးပါဝင်တယ်အာဆီယံ10နိုင်ငံရဲ့ Quad country ကနိုင်ငံ journalist တွေအားလုံးပူးပေါင်းပါဝင်တဲ့တနိုင်ငံကို2ယောက်3ယောက်ပဲတည်တဲ့ရွေးချယ်ဖိတ်ကြားတဲ့အိန္ဒိယအစိုးရရဲ့ဖိတ်ကြားတဲ့အစီအစဉ်နဲ့ပါလာတဲ့အဲ့ခီးစဉ်မှာကျွန်တော်ပါလာလို့ကျွန်တော်အိန္ဒိယရောက်နေပါတယ်နယူးဒေလီကိုရောက်နေတာပါအဲ့တော့နယူးဒေလီရဲ့နေကျွန်တော်တိုက်ပြောနေတာပါပြောရင်တော့အခြားကျွန်တော်လေ့လာစရာရှိရတယ်ထပ်လေ့လာပါဦးဒီနေ့ဆိုရင်
ဘာလဲဆိုတော့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့အိန္ဒိယရဲ့အိန္ဒိယရဲ့နေရာတော်တော်များကိုကျွန်တော်တို့ရောက်ခဲ့တာရှိပါတယ်ဆိုကြပါစို့ဗျာနေရာလေး3ခုလောက်ပဲကျွန်တော်ရောက်ခဲ့တဲ့3ခုလောက်ကျွန်တော်ပြောရရင်တော့ဗျာRIS လို့ခေါ်တဲ့ဒီ Research and Institute of ဘာစမျိုးပေါ့နော်အဲ့ဒီအဖွဲ့ RIS ကိုလည်းကျွန်တော်ရောက်ခဲ့ပါတယ်ဘာလဲဆိုတော့ဒီ under developing country လေးတွေကိုလေ့လာသူစင်တာပြုတဲ့ RIS ကိုလည်းကျွန်တော်ရောက်ခဲ့ပါတယ်နောက်တစ်ခုကကျွန်တော်တို့ CII ဆိုတဲ့အဖွဲ့ကိုလည်းဒီကျွန်တော်မြန်မာပြည်ဆို UMFCCI လို့ဟာမျိုးပေါ့အဲ့လိုအသင်းဖွဲ့ကြီးမြန်မာပြည် UMFCCI တို့MCF လို့ခေါ်တဲ့ဒီ Computer Federation ဖြစ်မလားဒါမှမဟုတ်ဘာလဲတော့မသိဘူးပေါ့နော် MCF ဆိုတဲ့အဖွဲ့အစည်းထောက် UMFCCI နဲ့ MOU ထိုးထားတဲ့ CII ဆိုတဲ့အဖွဲ့ဒီ Federation ရုံးကိုရောက်ခဲ့ပါတယ်နောက်တစ်ခါ CDI လို့ခေါ်တဲ့ဒီတကယ့်ကိုဒီလို့comment ကျွန်တော်တို့တဘာဝဘေးအန္တရာယ်တွေပါရိုင်းနေပတ်သက်ပြီးတော့ disaster management တွေကိုစီမံခန့်ခွဲတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ဖွဲ့တွေလည်းကျွန်တော်ရောက်ခဲ့ပါတယ်ရောက်ခဲ့ပြီးတော့ကျွန်တော်လည်းလေးလာစရာရှိနားထောင်စရာရှိနားထောင်ပါတယ်ကိုယ်နဲ့ဆိုင်နာကြနားထောင်ပါတယ်မဆိုင်နာကြတော့လည်းဦးလေးလုံနေတာပေါ့နော်ဆိုတော့ဒါတော့အဲ့ထက်မှာအိန္ဒိယကိုကျွန်တော်ရောက်နေပြီးတော့အိန္ဒိယမှာခီးစင်မှာကျွန်တော်တိလိုက်ရတာတခုရှိတယ်အာဆီယံ journalist တွေအကုန်လုံးပါပါတယ်မြန်မာပြည်လို့ journalist 3ယောက်ပါပါတယ်အဲ့တော့ပြောရင်တော့ဒီ3ယောက်ဆိုတဲ့နေရာမှာ3ယောက်ကတော့ဒါသူတို့အစိုးရဘက်ကအိန္ဒိယအစိုးရဘက်ကရွေးချယ်ဖိတ်တာဖြစ်တဲ့အတွက်ဘယ်သူတွေဆိုကျွန်တော်နာမည်တက်မပြောလို့ပါဘူး3ယောက်ပါပါတယ်အခြားနိုင်ငံတွေဆိုအာဆီယံနိုင်ငံဆိုအချို့နိုင်ငံ3ယောက်တချို့နိုင်ငံ4ယောက်တချို့နိုင်ငံ2ယောက်တချို့1ယောက်အဲ့မှာ1ယောက်အရှေ့တီမော East Timor အရှေ့တီမောက1ယောက်ပါလာပါတယ်အရှေ့တီမော1ယောက်ကဒီကနေ့သူဒီ RIS နဲ့တွေ့တဲ့အချိန်မှာသူပြောတဲ့ဟာလေးတစ်ခုကျွန်တော်စိတ်ဝင်စားသွားတယ်မြန်မာနဲ့လည်းသက်ဆိုင်နေတယ်အဲ့ဘာလဲဆိုတော့သူကအရှေ့တီမောကသူကအဲ့သတင်းတောက်ကအမျိုးသမီးကတယောက်တည်းပါတာပါအသက်လည်းနဲ့ကြီးပါတယ်ကျွန်တော်တို့ဆိုင်နဲ့ကြီးပါတယ်အဲ့အမျိုးသမီးကသူကပြောတာကလာမဲ့ next month ပေါ့လာမဲ့လမှာအဲ့တဲ့သူတို့ရှစ်တီမောအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီပေါ့ဗျာအဖြစ်ဖြစ်တဲ့အိန္ဒိယနိုင်ငံတွေနဲ့ရှစ်တီမောနဲ့တိုက်ရိုက်ကုံသွဲတာတွေကုလူစစ်ဆံမှုတွေဒါညာတွေလုံနိုင်တဲ့အနေအထားရှိလားဒီ RIS အနေနဲ့ဒါကိုလေ့လာထားတာရှိသလားရှစ်တီမောနဲ့ဒီ developing country တွေမှာဆိုရှစ်တီမောရဲ့အခြေအနေလေ့လာထားရှိသလားအိန္ဒိယနဲ့ရှစ်တီမောကြားကုလူစစ်ဆံရေးကိစ္စတွေဒါတွေသူဆွေးနွေးမေးမြန်းနေပေါ့ဗျာဆိုအဲ့ဒီမှာနောက်လာမှာရှစ်တီမောကအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်မယ်လို့သူတတိချာကြီးသူပြောသွားတာပြောတော့ကျွန်တော်အားတက်သွားဟာအဲ့ကျွန်တော်တို့တယောက်နေကျွန်တော်ပြောဟာရှစ်တီမောကသူတို့ဖြစ်မယ်လို့ပြောနေပါလားပေါ့အဲ့လိုမျိုးပြောနေပါလားကျွန်တော်လည်းအားတင်တာပေါ့နော်အဲ့နဲ့ကျွန်တော်လည်းနောက်ဒီနောက်ဆုံး CII နဲ့တွေ့တဲ့ခန္ဓာပွဲမှာကျွန်တော်လည်းသူနဲ့တဝိုင်းနဲ့ကြတော့ကျွန်တော်သူတယောက်ကိုကြော်ပြီးသူလှမ်းမိသူလှမ်းမိတာပေါ့မင်းဒီအရှိတီမောအစိုးရစီကနေ information တခုကိုမင်းရထားတာလားဒီလာမဲ့အောက်တိုဘာမှာမင်းတို့နိုင်ငံကအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်မယ်ဆိုတာမင်းကိုယ်တိုင် information အစိုးရစီရထားတာလားမင်းတို့ဆိုရထားတာလားဆိုတော့သူအဲ့တော့ပြုံးစီနဲ့ဘာပြောလဲဆိုတော့ဥပဦးတဲ့ဒါကားတဲ့ဂျန်လစ်ကြောက်နေတဲ့နင်းတို့လည်းသိတာပဲဂျန်လစ်တွေရဲ့ခံမှန်းသုံးသက်ချက်ပေါ့နော်ခံမှန်းသုံးသက်ပြီးတော့ဖြစ်နိုင်တဲ့အရာကိုဒါကောက်ချက်ချပြီးတော့ပြောရတာပါတဲ့ဆိုတော့သူ information ရလာတယ်မဟုတ်ဘဲနဲ့သူကခံမှန်းသုံးသက်တယ်ပေါ့ဗျာဒီအခြေအနေအားလုံးခံမှန်းသုံးသက်ပါတယ်ဆိုတဲ့သဘောမျိုးသူပြောတော့ကျွန်တော်ပြောရတယ်မင်းပြီးခဲ့တဲ့2ပတ်လောက်ကပဲတစ်ပတ်ကျော်လောက်ကပဲမင်းတို့ဒီနိုင်ငံသားဝင်ကြီးအရှိတီမောနိုင်ငံသားဝင်ကြီးကမြန်မာနိုင်ငံသားဝင်ကြီးနဲ့လာတွေ့သွားတယ်လို့ကျွန်တော်ပြောတယ်သူစဉ်းစားဟုတ်တယ်တဲ့သူပြောဟုတ်တယ်ပေါ့သတိရပြီမှတွေ့ပြီးသတိရပြီပေါ့လာတွေ့သွားတယ်တွေ့တော့ဘာပြောအဲ့ဒီကနေများရသွားခဲ့သလားပေါ့နော်ကျွန်တော်အဲ့လိုမျိုးမေးကြည့်တော့ तू ကတော့အဲ့ဒါတွေပတ်သက်လို့ तू အတီးမပြူ तू ကဂျန်လစ်ကြောက်နေတဲ့ तू ကခံမှန်းတယ်သုံးသပ်တယ်ဒီဖြစ်နိုင်ခြေရှိတယ်ဒါတွေကောက်ချက်ချပြီး तू ပြောတာပေါ့ပြီးတော့ information တွေအကုန်လုံးစုဆောင်းတယ်ပေါ့ပြီးတော့ तू ကိုယ်တိုင်လည်း ASEAN Summit တွေကိုသွားပြီးသတင်းယူပါတယ်ယူတဲ့တော့ तू ပြောပါတယ်ကျွန်တော်တော့မေးတယ်နင်ရော ASEAN Summit ကို Summit ဒီမှာသွားသတင်းယူရှိလားနောက်လာတယ်မှာဆိုကျွန်တော်ပြောလိုက်ပါတယ်ငါတို့မြန်မာပြည် journalist တွေကတော့ ASEAN Summit တွေကိုသွားပြီးသတင်းယူဖို့ဆိုတော့ငါတို့မြန်မာပြည် journalist တွေကမတော်နိုင်ကြပါဘူးလို့ဒီလိုပြောလိုက်ပါတယ်ဘာလို့ဆိုတော့မတော်နိုင်ကြတယ်တော့မတော်နိုင်ကြတာဘာလို့ဆိုတော့ ASEAN Summit ကိုခီးသွားသတင်းသွားယူမယ်ဆိုရင်ကုန်ကြစိတ်ကအဲ့ခီးစဉ်တစ်ခေါက်သွားသတင်းသွားယူမယ်ဆိုရင်ဒီစည်ရင်တင်သွင်းတာရဲ့ဟိုတယ်တဲတာရဲ့နေတာထိုင်တာရဲ့ပါညာနဲ့ဆိုရင်အနည်းဆုံး$1500လောက်ကုန်တယ်1000ကျော်ကုန်လို့ပေါ့နော်ကျွန်တော်တို့အနေနဲ့1000ကျော်ကုန်ခံပြီးသွားယူဖို့အတွက်လည်းမလွယ်ပါဘူးကျွန်တော်တို့ပွဲလည်းပြောရရင်တော့ဒါခီးဒီလိုကိစ္စတစ်ခုနဲ့တော့သွားယူဖို့မလွယ်ပါဘူးကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုတော့တောင်းအင်အားရှိတဲ့မီဒီယာတော့သွားမယူနိုင်ပါဘူးဆိုတော့ကျွန်တော်ပြောချင်တာကျွန်တော်နိုင်ငံရဲ့အခြေအနေဂျန်လစ်ကြီးရဲ့အခြေအနေကိုပြောပြတာပါကျွန်တော်တို့သွားယူချင်တယ်ဆိုရင်တော့ASEAN Secretary ရုံးမှာကျွန်တော်တို့စီးရင်သွင်းအောင်မယ်စီးရင်သွင်းပြီးတော့မှကျွန်တော်တို့အဲ့မှာရှောက်ထားပြီးမှခုကျရပြီဆိုမှသတင်းသွားယူတဲ့အခါမှာကိုယ်စီးနဲ့ကိုနေတာထိုင်တာစားတာတောက်တာသွားတာလာတာလေရင်စိတ်ခွာညာအကုန်တွက်လိုက်$1000ကျော်ပါတယ်$1000ကျော်အဲ့ဒါဆို2ရက်လောက်ဆိုတော့$1000ကျော်သွားပါပြီဆိုတော့လေရင်လက်မှတ်ခါရနေတာထိုင်တာစားတာတောက်တာသွားတာလာတာ transportation charge ပေါက်လိုက်$1000ကျော်သွားပြီဆိုတော့ကျွန်တော်တို့မသွားနိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့ငါတို့မြန်မာဂျာလစ်တွေကတော့အဲ့မျိုးအာဆီယံစီးပွားရေးသွားတာနေပါတယ်လို့သူပြောလိုက်တယ်ဆိုတော့အဲ့ဒီမှာရှစ်တီမောကအော်တိုဘာမှာရမယ်ဆိုတော့တိကျတော့ယတိပဲပြောတော့ကျွန်တော်တော်တော်စဉ်းစားသွားတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါနဲ့အာဆီယံဝါတွေသတင်းတွေမွေနောက်ကြည့်လိုက်တဲ့ခါကျတော့ဘာသွားတွေ့ရဆိုတော့မလေးရှားဝန်ကြီးချုပ်ကမနေ့ကသူကသူ့ရဲ့ဒီခီးတစ်ခုမှာသူက
သူနိုင်ငံတကာမီဒီယာတွေသူပြောလိုက်တယ်အရှိတီမောကနောက်လာမှာအာဆီယံ member ဖြစ်မယ်လို့ယတိပြက်ကိုသူကမလေးရှားဝန်ကြီးချုပ်ကလည်းပြောလိုက်တယ်ဆိုတော့ဒါဆိုရင်အရှိတီမောကနောက်လာမှာအာဆီယံ member ဖြစ်သွားပြီပေါ့အဲ့တော့ကျွန်တော်လည်းအာဆီယံအဲ့ကောင်ကဒီအရှိတီမောသတင်းတောက်ကိုမချစ်တော့လဲအောင်းကနန်းပေါ့နော်ပြောရတာပေါ့ဟောနောက်လာမှာမင်းတို့အာဆီယံ member ဖြစ်သွားတဲ့အတွက်အာဆီယံစိတ်ပိုင်းတစ်ခုမင်းတို့ဖြစ်လာတဲ့အတွက်ငါတို့ congratulation လုပ်ပါတယ်လို့တော့ပြောလိုက်တယ်အဲ့လိုတော့ပြောလိုက်တယ်မတက်နိုင်ဘူးဒီလိုမှမပြောဘူးပေါ့နော်အဲ့တော့ဒီအရှိတီမောကအာဆီယံနိုင်ငံတဲကိုရောက်လာတဲ့ကိစ္စကကောင်းသလားမကောင်းဘူးလားမြန်မာနိုင်ငံသားဝန်ကြီးနဲ့တွေ့ခဲ့တဲ့အချိန်မှာမြန်မာကပါလေသဘောတူလိုက်တာမတူလဲလားဒါတွေစဉ်းစားကြဖြစ်လာတယ်အဲ့ဒီနေရာမှာစဉ်းစားဖြစ်လာပြီးတော့ကျွန်တော်တို့ပြန်တွေးကြည့်တော့အရှိတီမောနေနဲ့သူကလည်းအာဆီယံ member ဖြစ်ဖို့ရဖို့တော့ကိုသူလိုက်ပြီးတော့ဒီအာဆီယံကျန်တဲ့10နိုင်ငံလုံးကိုသူလိုက်ပြီးတော့ lobby လုပ်ရမယ် lobby လုပ်တဲ့ခါမှာသူ lobby လုပ်တဲ့အားကောင်းတဲ့ခါကျတော့ငကိုတွေကဒီသူနဲ့ဘာသာတူအမျိုးနွယ်တူခက်ဆင်ဆင်တူတဲ့ဒီမလေးရှားလိုအင်ဒိုနီးရှားလိုနိုင်ငံတွေစင်ကာပူလိုနိုင်ငံတွေကထောက်ခံမယ်ဘရူနိုင်းလိုနိုင်ငံတွေဖိလစ်ပိုင်လိုနိုင်ငံတွေကထောက်ခံကြလိမ့်မယ်ဆိုတော့သူတို့ထောက်ခံမှုမြင့်တက်လာတဲ့အချိန်မှာဒီဘက်ကဗီယက်နမ်တို့ကျွန်တော်တို့ဒီလာအိုကမ်ဘောဒီးယားထိုင်းအစရှိတဲ့နိုင်ငံတွေကလည်းလိုက်လုံးကြီးတွေနေမှာပဲတိတ်ပြီးတော့တိတ်ရောင်ဒါစောကြီးကခွင့်ပြုထားပြီးသားဆိုတော့ဖြစ်မှာပဲအဲ့တော့မြန်မာအနေနဲ့အသာလေးဘာဖြစ်လို့မြန်မာနဲ့နည်းနည်းလေးဟိုပုတ်တိုက်မှုဖြစ်နေလဲမင်းဒေါ်ဇင်မာအောင်တို့အုပ်စုကို NUG ကခေါ်တွေ့ပြီးတော့သူအိမ်တော်သမရအိမ်တော်တွေမှာခေါ်တွေ့စကားပြောမယ်ရုံးခန်းအောင်ဖွင့်မယ်ပါညာရှောက်လို့တော့မြန်မာနည်းနည်းလေးသိမ့်ကြိုက်တော့လေဒီမြန်မာပြည်ပုံကန်ဒေါ်လာနေတဲ့အကြမ်းဖက်အုပ်စုကိုအရှိတီမောကဆက်ဆံပတ်သက်တယ်ဆိုတော့တင်းသွားတာပေါ့တင်းတဲ့တော့မြန်မာသိမ့်ပြီးတော့ဖြစ်တာပုံမှန်ဆိုမြန်မာခွင့်ပြုမှာပဲအခုလဲဒီအရှိတီမောကနောက်ဆုံး final ကြံခဲ့တဲ့10နိုင်ငံရှိတဲ့ထင်မှာဗျာမြန်မာ9နိုင်ငံလုံးသူ့ကိုထောက်ခံထားပြီးမြန်မာနိုင်ငံကပဲကောက်ွက်ပါတယ်လို့လုပ်လိုက်လို့ရှိရင်ဒီအကဲသူတို့အနေနဲ့အာဆီယံအဖွဲ့ဝင်ဖြစ်သွားရင်တော့သူတို့ရဲ့ဒီမှတ်တမ်းထဲမှာပေါ့နော်သူတို့ရဲ့ဒီအစည်းအဝေးမှတ်တမ်းထဲမှာမြန်မာကန့်ကွက်ထားသည်ဆိုတဲ့ဟာကြီးကမှတ်တမ်းထဲပါသွားရင်ခင်ဗျားစဉ်းစားကြည့်ဗျာ10နိုင်ငံရှိတဲ့9နိုင်ငံထပ်ခါပြီးတနိုင်ငံကန့်ကွက်ထားရဲဆိုရင်သူတို့လည်းမှတ်တမ်းမကောင်းဘူးဒီတော့သူကလည်းမြန်မာပြည်လာပြီးတော့သူ lobby လုပ်ရလိမ့်မယ် lobby လုပ်ပြီးတော့ငါတို့တော့အတိမတ်ပြုပါငါတို့ဝင်ခွင့်ပေးပါမင်းတို့လည်းမကန့်ကွက်ကြပါနဲ့ငါတို့လည်းငါတို့ဘက်ကပြင်မယ်ဆိုတာမျိုးလာပြောရင်ပြောမှာပေါ့ဗျာအဲ့တော့နိုင်ငံရေးဝန်ကြီးဌာနဒါကိုမထုတ်ပြန်တဲ့အတွက်မထုတ်ပြန်ဘူးဆိုတာတကယ်ဘာတွေဆွေးနွေးလဲဆိုတာမထုတ်ပြန်တဲ့အတွက်မသိဘူးပေါ့သို့တော့ခံမှန်းရတာကတော့ဒါမြန်မာကိုအဲ့လိုလာစီးယုံတာအဲ့တော့မြန်မာကလည်းကဲအဲ့တော့မထူတော့ဘူးမြန်မာဆိုတဲ့ဗီဇကလည်းသိတဲ့အတိုင်းပဲမြန်မာကောင်းဆောင်တွေကအမြဲတမ်းသဘောထားကြီးကြတာများတယ်အဲ့တော့ဖြစ်နိုင်ခြေအရှိဆုံးကโอเคသူ့ဟာသူလည်းအားလုံးကလက်ခံထားပြီးသားဖြစ်နေပြီငါတယောက်တည်းကန့်ကွက်နေငါလူဆိုးဖြစ်တော့မယ်အဲ့တော့မင်းတို့အမှားလုပ်ခဲ့တယ်မင်းတို့ကငါတို့ရဲ့ဆန့်ကျင်ဘက်နိုင်ငံတွေငါတို့ရဲ့ဆန့်ကျင်ဒေါ်လာတွေပုံကအကြက်ဖက်သမားတွေကိုမင်းကသွားပြီးလက်ခံခဲ့တယ်မင်းတို့ဖောင်းခဲ့တယ်မင်းတို့လက်ခံလားဖောင်းတာလက်ခံတယ်ဆိုရင်โอเคမင်းတို့ဖောင်းတာတော့ငါတို့ကသဘောထားကြီးကြီးနဲ့မင်းတို့မကန့်ကွက်ဘူးလုံးဝငါမင်းတို့ထောက်ခံတာမဟုတ်တော့မကန့်ကွက်ဘူးမင်းတို့လာတာကိုမင်းတို့ဝင်လာတာကိုငါတို့ကကန့်ကွက်ခြင်းမရှိဘဲနဲ့ငါတို့ဒီတိုင်းပဲနေပေးလိုက်မယ်ဆိုတော့မျိုးမြန်မာဘက်ကပြောကောင်းပြောလိုက်လို့ရတယ်အဲ့တော့အာဆီယံအနေနဲ့ကလည်းဒါကြီးကနောက်ဆုံးမှာတော့ဒီအရှိတီမောကအာဆီယံ member ဖြစ်လာမှာပေါ့နော်အဲ့တော့မြန်မာကသဘောထားတော်တော်ကြီးကြီးနဲ့ဟိုရှော့ပေးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကျွန်တော်တို့ခံမှန်းခြင်းတယ်ရှော့ပေးတယ်ဆိုတော့ကျွန်တော်သဘောထားကြီးကြီးနဲ့ okay ကျွန်တော်တို့ဒီဘိုးချုပ်ကြီးတို့ဘာလို့ရဲ့ဗီဇကိုလည်းကျွန်တော်တို့လေ့လာကြည့်ပါ तू ကတော်ရုံသူများဘက်ကဖောင်းထားရင်တော့သူ့ကိုလာပြီးတရားပြည့်ရင် तू ကလက်ခံစဉ်းစားပေးတဲ့ထက်မှာပါတယ်ဖောင်းထားရင်တော့ဘိုးချုပ်ကြီးရဲ့စိတ်နေစိတ်ထားဆိုတော့မြန်မာကောင်းဆောင်တွေစိတ်နေစိတ်ထားအဲ့ဒီတိုင်းပဲတော်ဖောင်းထားရင်တော့နောက်ဆုံးသူ့ဘာသူလာပြီးတော့ကျွန်တော်တို့ဗျာဒီလိုဖြစ်ပါတယ်ဗျာကျွန်တော်နားလည်ပြီးတော့ခွင့်လို့ပါနောက်ဒါမျိုးမလုပ်တော့ဘူးဆိုတာမျိုးတယောက်လာပြောလာရင်သူတို့ခွင့်ပြုပေးတယ်တော်နဲ့သူတို့မလုပ်တတ်ဘူးပြီးတော့ပြောပြီးတော့ဘာလို့ဆိုတော့ဒီချစ်စာကိုရှည်စီမုန်းစာကိုတူစီဆိုတဲ့ဟာမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့တန်တမန်ဆက်ဆံရေးက aggressive ဖြစ်တဲ့မပါဘူးကျွန်တော်တို့နိုင်ငံတော်အဲ့တော့ရန်လိုတဲ့မဟုတ်ဆက်ဆံရေးတန်တမန်ဆက်ဆံရေးမဟုတ်တဲ့အခါကျတော့သူ့ဘက်ကတော့ဒီလိုမျိုးလာပြောပြီးဘလို့ချင်းကပ်ချင်းကနောက်တစ်ချိန်ထပ်ဖောင်းရင်တွေ့လားမင်းတို့ကလေခွေးမိကောင်ကြီးတော့စွတ်နေပဲလို့ပြောလို့ရတဲ့အထိအဆင့်ရောက်သွားမယ်အဲ့တော့ဖြေလျှော့မသိအောင်ဆောင်ပေးလိုက်တယ် okay မင်းတို့ဝင်ပေါ့ okay welcome ပေါ့ဒီလိုပဲလုပ်ပေးလိုက်တဲ့သဘောလို့ကျွန်တော်မြင်တယ်အဲ့တော့လောဆယ်တော့အာဆီယံတဲမှာဒီရှေ့လာမှာတော့အာဆီယံထဲမှာခုနဒီဟိုရှေ့ဒီမောတော့အာဆီယံ member ဖြစ်သွားပြီပေါ့ဒါတင်ကျွန်တော်တို့ဒီအိန္ဒိယခီးစဉ်ကနေကျွန်တော်သိလိုက်ရတဲ့အခြားအာဆီယံ member တွေနဲ့အာဆီယံ journalist တွေတော်တော်များများတွေ့ကြတဲ့အချိန်မှာအပြန်လည်းဆွေးနွေးကြရင်ပြောကြတာပေါ့အဲ့တော့အခြားသောအလဘတလာဆွေးနွေးကြရင်ထားလိုက်ပါတော့เนาะဒါတွေကတော့အရေးမကြီးဘူးဆိုတော့ဒီနိုင်ငံရေးနဲ့နိုင်ຫນွေလာတဲ့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ issue မလို့ဒါကိုထည့်ပြောတာပါเนาะဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီအာဆီယံကိစ္စတွေပြောရင်းနဲ့ကျွန်တော်ဒီနေ့ဘာကိုပြောရမလဲဆိုတော့ဒီ AA ကိစ္စလေးတွေကျွန်တော်ဒီနေ့ထပ်ပြောအောင်မယ် AA ကိစ္စဆိုတာချားဖို့ပါဘူး AA ကဟောပါတော့ AA ကဘယ်လိုခေါ်မလဲ AA နဲ့ပတ်သက်တယ်ဆိုတော့ဒီအကျန်းဖက်သမားတွေပေါ့နော်အကျန်းဖက်သမား6ဦးထက်မနည်းကိုဒီဘင်္ဂလားဒေ့ရှ်ကဖမ်းထားတယ်ရခိုင်6ဦးထက်မနည်းကိုဘင်္ဂလားဒေ့ရှ်ကဖမ်းထားတယ်လို့သိရတယ်အဲ့ဒါဘာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းဒေသတွေမှာနေထိုင်တဲ့ရခိုင်ဒေသခံ6ဦးကိုတဲ့ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကတွားပြီးတော့ဖမ်းဆီးလိုက်တယ်တဲ့နော်ဖမ်းတာကပြီးခဲ့တဲ့စက်တင်ဘာ2ရက်တည်းကဖမ်းဆီးတာဒါပေမဲ့အခုမှမလစ်ရမှစပြီးတော့ထုတ်ပြန်တယ်ဘာလို့ထုတ်ပြန်လဲဆိုတော့သူတို့စစ်ဆေးမမြတ်ပြီးမှခိုင်မာတဲ့ information ရလို့ဖြစ်ပါတယ်ထုတ်ပြန်တာဖြစ်မယ်အဲ့တော့ဒီနေ့ကိုဘာလို့ဖမ်းတာလဲဆိုတော့ AA နဲ့ဆက်ဆက်နေတယ် AA ကိုထောက်ပံ့ကူညီမှုတွေသတင်းပေးမှုတွေ AA ရဲ့ဟိုတချို့တလန်လုပ်နေတယ်ဆိုတာမျိုးတွေပေါ့နော်အဲ့ဒါကြောင့်မလို့ဖမ်းနေဆိုတော့တွေ့ရတယ်
ဖမ်းတဲ့နေရာလဲရွာကျူရွာချောင်းတကယ်ကိုဗျာတော့ခေါင်းတဲ့နေရာတွေပါဗျာအဲ့နေရာထိတော့မင်းလက်ထိတော့ရောက်ဝင်ဖမ်းတာစစ်တကောင်းတောင်တန်းဒေသရွာတော်မြို့နယ်မြင်းချောင်းဆိုတဲ့ရွာအဲ့ရွာမှာနေထိုင်တာအဲ့ရွာထဲမှာနေထိုင်တဲ့ဒီကောင်တွေတော်ထဲမှာအမဲလိုက်သွားတဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖမ်းလိုက်တာဖြစ်တယ်ဆိုပြီးသိရတယ်ဆိုတော့ဒါတွေကိုဖမ်းရခြင်းအကြောင်းရင်းကကျွန်တော်ပြောရင်တော့အေးအေးကိုအကြမ်းဖက်ဖွဲ့လို့ဘင်္ဂလားဒေ့ရှ်ကိုယ်တိုင်ကလည်းလက်ခံသတ်မှတ်ထားပြီးရတယ်သတ်မှတ်ထားဖို့ရတယ်ပြီးတော့ဒီ6ကိုဖမ်းတဲ့ချိန်မှာလည်းသူတို့လက်ထက်မှာအေးအေးနဲ့ဆက်ဆက်တဲ့လက်နက်ခဲယမ်းတွေမိနေတယ်ပြီးတော့အေးလက်နက်ခဲယမ်းထောက်ပို့လိုက်လို့တယ်အေးတပ်ဖွဲ့ဝင်တွေတောင်ဖြစ်နေတယ်လို့သူတို့ကကောက်ချက်ချထားတယ်ဒါကြောင့်မလို့သူတို့ဖမ်းတယ်ပေါ့ဗျာဆိုပြီးပြောတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်ဘင်္ဂလားဒေ့ရှ်ကအေးအေးနဲ့ပတ်သက်ရင်သူ့ရဲ့ယက်တီချက်ကိုတဖြည်းဖြည်းချင်းပြလာတာတွေ့ရတယ်အေးအေးနဲ့ဘင်္ဂလားဒေ့ရှ်ကရှင်းပြတော့ဘင်္ဂလားဒေ့ရှ်ကအေးအေးပေါ်မှာဆက်ဆံဖို့စဉ်းစားမဲ့ပုံမပေါ်ဘူးရေရှည်မှာဘင်္ဂလားဒေ့ရှ်ကအေးအေးကိုဒီဘာလို့ဆိုတော့ဒေသတွင်းအာဏာပိုင်အဖွဲ့အစည်းလို့သဘောထားပြီးဆက်ဆံမလားမင်းအေးဟိုဘင်္ဂလားဒေ့ရှ်အနေနဲ့တော်တော်စဉ်းစားနေပုံရတယ်ဘာလို့ဆိုတော့အေးဟာအမေရိကန်ကထုတ်ပြန်ထားတဲ့မွေးစေဝါပြည်ဇဝတ်မှုတွေမှာအေးရပါနေတယ်ကုလသမဂ္ဂရဲ့မွေးစေဝါတဲဆောင်ရောင်းဝယ်အုပ်စုတွေမှာစင်းထဲမှာလည်းအေးပါနေတယ်ပြီးတော့ဒီ DEA ပေါ့အမေရိကန် DEA ထဲမှာစင်းထဲမှာလည်းအေးပါနေတယ်အေးရမွေးစေဝါတဲဆောင်ရောင်းဝယ်ပေါက်ကောင်းမှုတွေလုပ်တယ်ဆိုတဲ့တဲ့က DEA အမေရိကန် DEA စင်းထဲမှာရှိနေတယ်ကုလသမဂ္ဂရဲ့စင်းထဲမှာလည်းရှိနေတယ်အဲ့တော့ဒီလိုမျိုးရှိနေတဲ့အပြင်ဘင်္ဂလီတွေကိုတပ်ဖြတ်တယ်ဆိုတဲ့ထန်းလျှောက်ခံရွာအပါဝင်အခြားသောတချို့နေရာတွေမှာဘင်္ဂလီတို့ရဲစက်တပ်ဖြတ်တယ်ဆိုတဲ့ဒီ genocide တပ်ဖြတ်တယ်ဆို genocide ခေါင်းစဉ်နဲ့ဒီ ICC မဟုတ်တော့ပဲခုနဒီဘင်္ဂလီအတိုင်းဝိုင်းမှာဟိုဒီရိုနေဆမ်းလွန်ပါဝင်ဘင်္ဂလီတွေအတိုင်းဝိုင်းမှာသူကဒီအကြောင်းအရာရှိနေပြီးသားဖြစ်တဲ့အတွက်ဒီလိုမျိုးဘင်္ဂလီတွေကိုအကြမ်းဖက်တပ်ဖြတ်တဲ့သူမွေးစေဝါဂိုင်းကောင်းဂိုင်းစတာတွေဒီလိုအုပ်စုနဲ့ငါတို့စကားပြောရင်ငါတို့ပါနေထိုင်နေမွေးရဂိုင်းစတာတွေဖြစ်ပြီးတော့ငါတို့ပါ genocide country တွေဝင်သွားလိမ့်မယ်ငါတို့ကိုယ်နဲ့အသားရောင်တူဘာသာစကားတူတဲ့လူတွေတော့ငါတို့ကပြန်တတ်တယ်ပြန်နိုင်ချင်းတဲ့လူတွေလို့အထင်ခံမယ်ဆိုတဲ့စဉ်းစားချက်မျိုးဘင်္ဂလားဒေ့ရှ်မှာစဉ်းစားလောက်ရတယ်ဒါကြောင့်မလို့တစ်ချိန်တော့ဘင်္ဂလားဒေ့ရှ်ကအေးနဲ့စကားပြောတဲ့ရင်ပြောရမယ်လို့ပြောခဲ့ပြီးမြဲအခုအေးနဲ့ငါတို့စကားပြောတဲ့အကြောင်းမရှိဘူးလို့ပို့နေပြန်သူတို့စဉ်းစားပုံရတယ်ဒါကြောင့်မလို့အေးရဲ့လူတွေကိုဖမ်းတယ်အေးရှိကိုပို့မဲ့စားသုံးကုန်တွေကိုဖမ်းတယ်အေးနဲ့ပတ်သက်ပြီးလို့ရှိရင်ပြပြသားဘင်္ဂလားဒေ့ရှ်ကထုတ်ပြောလာတယ်ပြောရတော့ဒါတွေကဘင်္ဂလားဒေ့ရှ်ဘက်ကအေးနဲ့ပတ်သက်ပြီးသဘောထားတွေတင်းမှာပြနေတော့ကြည့်ရတော့ထွန်းမြတ်နိုင်တော့ကြည့်ကောင်းပြီပေါ့ဗျာထွန်းမြတ်နိုင်တော့ဂျားတော့ညက်ပြီပေါ့ဗျာထွန်းမြတ်နိုင်တော့ဂျားညက်ပြီဆိုတော့တေချာသွားပြီဒါလေးလည်းကျွန်တော်ထည့်ပြောတာပါအဲ့တော့ဒီပြီးတော့မှကျွန်တော်နိုင်ငံရေးကိစ္စတွေထပ်ပြောပါမယ်အဲ့ဒါနိုင်ငံရေးကိစ္စအခြားမဟုတ်ဘူးဒီထွန်းမြတ်နိုင်လည်းတော့မကြခင်မှာတော့ထွန်းမြတ်နိုင်လည်းကြည့်ရတာအမှုဖွင့်ခံရနေရှိတယ်အခုတော့လောလောဆယ်တော့ဘယ်သူတွေအမှုဖွင့်လိုက်တယ်လဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရင်အစိုးရလုံးဝတီးမခံဘူးရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ရင်တီးမခံဘူးဆိုတော့ကျွန်တော်ပြောတယ်အခုဘယ်သူသွားညှိလဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ KNU ဥက္ကဋ္ဌဘရိုစောကွယ်ထူးဝင်းအပါအဝင်တဲ့နော်ကွယ်ထူးဝင်းအပါအဝင်တဲ့သူ့အဖွဲ့ဝင်စုစုပေါင်း18ယောက်လောက်ကို sorry သူ့အဖွဲ့ဝင်73ယောက်ကွယ်ထူးဝင်းအပါဝင်73ယောက်နောက်တစ်ခါအာရခတက်တော်လို့ခေါ်တဲ့ AA နဲ့ချင်းလန်းကချင်းပြည်နယ်ကအဖွဲ့တွေနဲ့အကုန်လုံးတော်တော်များကိုလည်းအစိုးရကအမှုဖွင့်ပလိုက်ပြီအဲ့တော့ဘယ်သူတွေပါလဲဆိုတော့နော်အမှုဖွင့်တာကိုလည်းပြီးပြောမယ်ပြီးရင်အမှုဖွင့်တာမပုံရင်နာမည်တွေရွတ်ပြမယ်ကွယ်ထူးဝင်း KNU ဥက္ကဋ္ဌကွယ်ထူးဝင်းနောက် KNU အဖွဲ့ဝင်တွေဖြစ်တဲ့ပရိုမခေါ်တော့ဗျာစောဆဲကေတာဒူမှုစောတော်တီဘွဲ့စောလာထွန်းနော်စောဂျော်နီစောတာမလာတော့နော်စောလော်အေမူပရိုစောအေဂလူစေနော်ဒါနော်စောတော်နီစောစာပလဲဒီဝမ်နော်စောစာပလဲဒီဝမ်အစရှိတဲ့ပုံကိုယ်တွေကိုတဲ့နော်ဘာလို့လာတယ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမှုဖွင့်တာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမှုဖွင့်တာဖွင့်တာကဩဂုတ်လ29ရက်နေ့ကတည်းကဖွင့်ထားတာတဲ့နော်ရွေးကောက်ပွဲဥပဒေပုံမှပ30မြေတောင်2025နဲ့အမှုဖွင့်ထားပါတယ်ဆိုပြီးတော့ဩဂုတ်လ29ရက်နေ့ကတည်းကဖွင့်တာကို MRTV ကနေပြီးတော့ဒီကနေ့စက်တင်ဘာ24ရက်မှာသတင်းထုတ်ပြန်တယ်နော်ထုတ်ပြန်တယ်ထူးထူးဆန်းဆန်းပေါ့နော်ထုတ်ပြန်တယ်ဒါပွင့်လည်းပြောတော့မင်းတို့တွေကိုငါတို့အမှုဖွင့်လိုက်ပြီးဆိုထုတ်ပြန်တာအဲ့ဘယ်မှာဖွင့်တာလဲဆိုတော့ကွယ်ထူးဝင်းတို့အုပ်စုဘယ်မှာဖွင့်တာလဲဆိုတော့လှိုင်းပွဲမြို့နယ်မြို့မှာရဲစခန်းမှာအမှုဖွင့်လိုက်တာလှိုင်းပွဲမြို့နယ်မြို့မှာရဲစခန်းမှာအမှုဖွင့်တယ်ပြီးလို့ရှိရင်ဒီလိုင်းပွဲမှာဖွင့်တယ်နောက်တစ်ခုပြီးလို့ရှိရင်ဘယ်သူထပ်ဖွင့်သေးလဲဆိုတော့နှစ်တုပ်ခွဲဖွင့်တာပေါ့နော်နှစ်တုပ်ခွဲဖွင့်တာဘာလို့စောတော့ကွယ်ထူးဝင်းကိုတော့လိုင်းပွဲမျိုးနဲ့ရဲစခန်းမှာဩဂုတ်လ29ရက်ကဖွင့်တယ်နောက်သူ့တစ်ဖက်တွေဖြစ်တဲ့ခုနစောဆဲကေတို့တာဒူမှုတို့စောတော်တီတွဲစောတော်တီဘွဲတို့စောလာထုံးတို့စောဂျော်နီတို့တာမလာတော်တို့စောလော်အေမှုတို့စောအေကလူစေနော်ဒါစောတော်နီတို့12ဦးနဲ့ဒီစောစာပလဲဒီဝမ်အစရှိတဲ့ဒီ12ဦးပေါ့နော်အဲ့12ဦးကိုဒီစက်တင်ဘာလထဲမှာပဲလှိုင်းပွဲမြို့မှာရဲစခန်းနဲ့ပိုင်ကြုံနေမြေရဲစခန်းတွေမှာအမှုဖွင့်ထားတယ်နော်ခုနကဘာလဲဆိုရွေးကောက်ပွဲကိုနောက်ဆက်ဟန်တာတဲ့ဒါနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲဥပဒေပ30မြေတောင်2025နဲ့အမှုဖွင့်ထားပါတယ်ဆိုပြီးပြောတယ်ဆိုတော့အဲ့လိုအမှုဖွင့်ပြီးတော့ဘာဖြစ်လဲဆိုတော့ဒီကောင်တွေတက်လာကြီးစော့ပါဒီလိုမျိုးသဘောမျိုးပေါ့နော်နောက်တစ်ခုကသူရင်လားဆိုတော့ချင်း
ချင်းလန်းအစိုးရဆိုပြီးအစိုးရကောက်ဖွဲ့လိုက်တဲ့ဥပါထန်ဒေါက်တာရွှေခါဦးထောင်ဇလျန်ဦးရိုဘင်ဦးစိန်အောင်ဆလိုင်းခရော်ထန်ဒေါက်တာရှရွန်ပါဦးဆလိုင်းမနာကီဆလိုင်းဂျိုးဇက်လာရန်လောမာဒေါ်နီဆွီလျန်ဦးမန်အုတ်ခံဦးထန်ကန်လျန်ဦးမောင်ဦးဟာမိုရုံးလျန်ဦးဇလိုင်းစထောင်းဒေါက်တာတာနင်းဦးစင်ကျုံစရှိတဲ့18ဦးလည်းအဲ့လိုပဲရွေးကောက်ပွဲအမှုတွေနဲ့စက်တင်ဘာ4ရက်နေ့ကဟာခါမြို့မှာရဲစခန်းမှာဥဖွင့်ထားတယ်အဲ့လိုပဲတခါဒီအေဖွဲ့ကိုလည်းအေယာဝတီတိုင်းရင်းစဲကြီးပါဘုံကြောင်မှာမဲပေးဆက်တိပညာပေးလို့တော့ drop out ချတိုက်ခိုက်တဲ့အေဖွဲ့နဲ့ PDF တွေကိုလင်းမျက်နှာမြို့နယ်နဲ့ ISP မြို့နယ်ရဲစခန်းမှာလည်းအမှုဖွင့်တယ်အေဖွဲ့တွေလည်းတစ်ချိန်တည်းမှာပဲတခါဘုသူ့အဖွဲ့တွေဆိုတော့ခေတ်သစ်မီဒီယာကို Telegram ကတာဝန်ရှိသူတွေခေတ်သစ်မီဒီယာအုပ်စုတွေကိုလည်းအမှုဖွင့်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြောရရင်တော့သူကလူပုဂ္ဂိုလ်တွေကိုရောမီဒီယာတွေပါကိုကောက်ဖွင့်ပလိုက်တာအမှုဖွင့်ပလိုက်တာနော်ဆိုတော့ဥပဒေကတော့ဒါပွင့်လည်းပြောတယ်ရွေးကောက်ပွဲနှောက်ယှက်ဟန်တာချင်းဆိုင်နဲ့ပတ်သက်ပြီးတော့ဥပဒေပေါ့အဲ့ဒီဥပဒေနဲ့အမှုဖွင့်ပလိုက်တော့ရှင်းပြောရင်တော့အဲ့ဒီအုပ်စုတွေအကုန်လုံးကအမှုတော့ဖွင့်ခံထားရပြီအဲ့တော့ဥပမာပေးရရင်တော့ကွယ်ထူးဝင်းပဲထားတော့ကွယ်ထူးဝင်းလှိုင်းပွဲကိုကွယ်ထူးဝင်းလာရလားမင်းဘယ်ခင်ဗျာလှိုင်းပွဲကိုကွယ်ထူးဝင်းနာမည်ပြောပြီးတော့ကျွန်တော်လှိုင်းပွဲကိုဘယ်နေ့ဘယ်မှာရောက်ပါမယ်ဆိုပြီးအဲ့ဒီကြွေးကြော်ပြီးတော့ကွယ်ထူးဝင်းမလာရဘူးလာတဲ့နေ့ရဲရဖမ်းမှာအမှုကဖွင့်ထားပြီးဖြစ်တော့ရဲရဖမ်းမှာအဲ့တော့ဖမ်းမှာရဲသူတို့ဖမ်းနိုင်ရဲစစ်တပ်နဲ့ပေါင်းဖမ်းလိမ့်မယ်ဆိုတော့ကိုထူးဝင်းမလာရဘူးကိုထူးဝင်းပေါင်းသူ့တပည့်73ယောက်လုံးလည်းမလာရဘူးလှိုင်းပွဲရယ်ခုနလှိုင်းပွဲရယ်နောက်တနေရာဘယ်နေရာလဲကျွန်တော်မဆိုလှိုင်းပွဲနဲ့ပိုင်ကြုံနဲ့နော်အဲ့ဒီနေရာတွေကိုတရားဝင်ကြေညာပြီးအဲ့ဒီတွေမလာရဘူးဒါရှင်းတယ်ကြေညာပြီးမလာရဘူးကြေညာပြီးလာရင်အကုန်ဖမ်းမှာအကုန်ဖမ်းရင် KNU တစ်ဖွဲ့လုံးပါမှာဆိုတော့ဘလို့ဆက်ပြမသိဘူးချင်းလို့လည်းဒီလိုပဲချင်းလဲဟာခါမြို့ပေါ်ကိုခုနတစ်ဖွဲ့လုံးကြီးဟာခါမြို့ပေါ်ကိုမလာရဘူးကြေညာပြီးတော့ကိုမလာရဘူးလာတာနဲ့အဲ့ဒီကုန်ဖမ်းလိုက်ဖမ်းမှာဘာလို့ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ပြက်သားအရေးယူမယ်ဆိုပြီးတော့ကြေညာထားတာဘယ်လောက်ထိကြေညာထားလဲမင်းပြီးခဲ့တဲ့ရက်ပိုင်းကအထိမနေ့ကအထိပဲထားတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖမ်းထားတာ10ယောက်လောက်ရှိပြီရွေးကောက်ပွဲကိုစန့်ကျင်တဲ့ကန့်ကွက်တဲ့ဒူရေးထားအော်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်ကန့်ကွက်ကြောင်ပြောထားတဲ့လူမှန်သမျှ Facebook ကရေးတယ်လဲဖမ်းတယ်ဒီတိုင်း online ဒီတိုင်းပါဇက်ကနေရက်ကွက်ထဲမှာအော်သွားလဲဖမ်းတယ်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်လို့နှောက်ယှက်တယ်ဖြစ်စီရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ခြင်းနှောက်ယှက်ဟန်တာခြင်းနော်တိုက်ခိုက်ဖြစ်စီခြင်းတပ်ဖြတ်ခြင်းလုံခြံခြင်းနော်အဲ့ဒါတွေအကုန်လုံးကပြစ်မှုအလိုက်အသေးကနေ3နှစ်ကနေ9နှစ်ထိဖြစ်ဆိုသေတမ်းမှာပါတယ်အမြင့်ဆုံးတာမန်မှုက3နှစ်ကနေ9နှစ်ထိရှိတယ်အမြင့်ဆုံးကသေတမ်းပါတယ်ဥပမာဆိုကြပါစို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲကော်မရှင်အရာရှိတယောက်ကိုသွားတတ်တာအဲ့ကောင်သေသားသေတယ်မယ်လွတ်တော်ကိုယ်လုံးသွားပြီးတော့တိုက်ခိုက်ဖြစ်စီတာတတ်တာဖြစ်တာသေတမ်းပဲအဲ့ဒါရှင်းလေးပဲခင်ဗျာအဲ့ဒါလုံကြအဲ့ဒီရှင်ကျွန်တော်တော့မလုပ်ဘူးကျွန်တော်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်တစ်လုံးမှမပြောဘူးဆန့်ကျင်ခြင်းလည်းမရှိဘူး။အစတည်းကျွန်တော်ရွေးကောက်ပွဲဖြစ်ပါစေဆူတောင်းပြီးရွေးကောက်ပွဲကိုခင်ဗျားတို့လောက်ကြရွေးကောက်ပွဲကိုတွန်းကြရွေးကောက်ပွဲကိုလုံးကြရွေးကောက်ပွဲပြုတ်ကြပါရွေးကောက်ပွဲကိုပဲကျွန်တော်ထက်ခါတောင်းဆိုတဲ့အထက်မှာထိတ်ဆုံးပါတဲ့အတွက်ကျွန်တော်တို့ကရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘာမှကန့်ကွက်စရာမရှိဘူးဆန့်ကျင်စရာမရှိဘူးဝမ်းသာနေတာရွေးကောက်ပွဲဖြစ်မှာကိုဝမ်းသာနေတာမဖြစ်ရင်တော့ကျွန်တော်စိတ်မကောင်းဖြစ်ရမှာဖြစ်မှာကိုဝမ်းသာနေအခုဖြစ်လဲဖြစ်မှာအစိုးရကရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ပြီးဖြစ်အောင်လုပ်မှာအဲ့တော့ဝင်လည်းပြောရင်တော့ဒါအကောင်းတဲ့ကိစ္စအဲ့တော့ကွယ်ထူးဝင်းတို့တအုပ်ကြီးတအုပ်ဓမ္မကြီးတို့သွားပြီတိတ်တတိရှင်တော့ခုနပိုင်ကြုံတို့လှိုင်းပွဲတို့တက်လာကြည့်လိုက်ပေါ့ကိုထုံးတို့တအုပ်စုလုံးစောတော်နီတို့နော်ပရွက်စောတော်နီတို့တိတ်တတိရှိတယ်ဆိုရင်တက်လာလိုက်ပေါ့နော်တတိရှင်ပေါ့ဒါပေမဲ့လည်းကျွန်တော်ထင်ပါတယ်ဒီလူတွေတက်မလာရဘူးဒီလူတွေမဲဆောက်ကနေပြီးတော့ပဲអော်နေမှာပဲမဲဆောက်ကနေပဲပြောနေမှာပဲအဲ့တော့ကော်တူလေးအိမ်မက်ဆိုပြီးတော့တရေကမနိုးဘူးခုနအိမ်ကမနိုးသေးဘူးအိမ်မက်ကမက်နေတော့အိမ်မက်ဆိုတော့အိမ်မက်ပေါ့ဗျာလက်တွေမှာမဟုတ်တာဆိုတော့ကော်တူလေးအိမ်မက်တော့အိမ်မက်ပဲဒါပေမဲ့အိမ်မက်တော့အိမ်မက်ပဲလက်တွေမဟုတ်တဲ့အတွက်ဘာတော့မှလည်းနိုးမှာမဟုတ်ဒီအုပ်စုကအဲ့တော့ထားပါတော့အဲ့တော့ဒီအုပ်စုကသွားပြီးမှုဖွင့်ခံရပြီပေါ့နော်ဆိုတော့တချင်းတော့တခါတာလွန်ဆောင်ထက်ကခစ်တစ်ပေါ့ခစ်တစ်ကိုလည်းတရားဆွဲထားတယ်မှုဖွင့်ထားတယ်ပေါ့နော်ဆိုတော့ကောင်းတယ်လို့ပြောရမှာဘာလို့တာလွန်ဆောင်ထက်ကလည်းကျွန်တော်စဉ်းစားလို့မရတာဗျာဒီကောင်ကဘာလို့ဒီဘက်နင်းတော့ तू ကအခုကျွန်တော်နောက်မှသိတာသူ့မိန်းမကိုတရင်ချင်ညာခိုင်းထားတယ်မြဆိုတဲ့မျိုးသူ့မိန်းမတဲ့ကျွန်တော်နောက်မှကျွန်တော်ကစဒီမမြင်သူ့မိန်းမကိုကျွန်တော်မမြင်ဘူးမြင်ဘူးတဲ့လူတွေပြောတော့မှာနော်ကျွန်တော်လည်းပြီးတော့မဆက်စုတယ်မသိတာပြီးတော့မှဒီဘက်သူ့မိန်းမကိုကြာတရင်ချင်ညာခိုင်းနေဒီဘက်သူကျတော့နောက်ွယ်မှာနေတယ်ဗျတာလွန်ဆောင်တက်ကကြည့်ရမိန်းမကိုကြည့်ရမလို့ချင်တော့လို့မိန်းမမလို့ချင်တော့လို့များမပါအောင်ဆိုပြီးတော့တရင်ချင်ညာခိုင်းလာမသိဘူးအဲ့ဒီမျိုးသမီးချင်ညာဆိုတရေတပည့်ချင်ညာဆိုသူကြည့်တာကြည့်တရင်ချင်ညာကြည့်နော်တရေကြီးကောင်ပြောနေလို့ပဲဥစားကြီးစားကျွန်တော်စားတာဘယ်ဟုတ်မလဲအဲ့မျိုးသမီးကတာလွန်ဆောင်တဲ့မိန်းမတဲ့ဆိုတော့ဆိုတော့တော်တော်လေးစိတ်ဆင်းရဲတော့ကတွေများနေလားမသိဘူးအရင်တော့အဲ့လိုမဟုတ်ဘူးနည်းနည်းရုပ်ရည်တက်တန်လေးနဲ့နည်းနည်းပြည့်ဖောင်းလေအခုကျပိန်ကြပြီးဘလောက်စိတ်ဆင်းရဲတော့ကတွေများနေလားမသိဘူးတာလွန်ဆောင်ကမိန်းမပါခိုင်းစားတာကြဒီလူလျှော့တော့လို့မိန်းမပါခိုင်းစားတာတော်ရက်စက်ကောမိန်းမပါခိုင်းစားတာမိန်းမကဘလို့ခိုင်းစားတဲ့ဒရိမှချင်ညာခိုင်းတာလူတော်မရှိဘူးလားမသိဘူးကြည့်ရတယ်အဲ့လိုဖြစ်ကုန်အဲ့တော့အခုတရားအမှုဖွင့်ခံထားတော့တာလွန်ဆောင်နဲ့ပါဆက်လုံးလည်းမသိဘူးဒီကောင်တွေပါဆက်လုံးမြန်မာပြည်ပြန်လာရဲပါအောင်မလားပြန်လာရင်လည်း
စဉ်းစားကြည့်ပြန်လာရင်လည်းအမှုဖွင့်ထားတဲ့အတွက်တရားဆွဲစီမှာပဲအဲ့တော့သူ့အနေနဲ့ပြန်လာခြင်းအစိုးရကိုညှိရမယ်ကွယ်ထူးဝင်းတို့ကွယ်ထူးဝင်းတို့နေတဲ့ဖန်အောင်လောက်ကိုတက်လာခြင်းမြောက်ပြီးတော့လာခြင်းအစိုးရနဲ့ညှိရမယ်အစိုးရကိုငါတို့တော့ကွာလာခြင်းနဲ့ငါတို့မဖမ်းမှန်နဲ့ကွာငါတို့လည်းအခု NCA ပါရင်ငါတို့လုပ်ပါပဲပါညာအဲ့လိုပြန်ညှိမှပဲရမယ်အဲ့တော့အစိုးရကိုညှိမှအစိုးရတနာမှာပဲအစိုးရတနာမှာဒီကောင်လေးကြားတနာမှာနွားတွေချမ်းသာရမယ်နွားတွေကြားတနာမှာချမ်းသာရမယ်နွားတွေပေါ့ဗျအဲ့လိုဖြစ်နေတယ်ဒီသဘောကအဲ့တော့ကွယ်ထူးဝင်းတို့အုပ်စုတီသွားပြီဇာသိမ့်ပြီအဲ့တော့သူတို့တွေနဲ့လာမဲ့ NCA စနစ်ပြည့်ညီလာကောင်လဲကွယ်ထူးတို့အုပ်စုကအနာတော့တကားပေါက်တော့စောက်ခွင့်ရမှာမဟုတ်တော့ဒီကြတော့အစိုးရကဒီကွယ်ထူးတို့အုပ်စုအပေါ်မှာတော်တော်လေးနာကြီးတော့ပုံရတယ်တော်တော်လေးအမြင်ကတ်တော့ပုံရတယ်ဟုတ်ဆိုသူတို့ဟာတိုင်းပြည်ကိုဖျက်လို့ဖျက်စီးလို့မှာထိတ်ဆုံးကဥဆောင်ခဲ့ရတယ် PDF တွေမွေးထုတ်ခဲ့တယ်မျိုးစုံလုပ်ခဲ့တယ်တက်ကကူအဲ့ဒါကြောင့်ကရင်ပြည်နယ်ကိုတောက်လျှောက်ထိုးစစ်ဆင်နေတာပြီးရင်ဒီကောင်တွေရဲ့ဌာနချုပ်ဆိုတဲ့နေရာတွေကတခုတစ်ဆင့်ချင်းထိုးစစ်ဆင်ဖိအားပေးလာလိမ့်မယ်အခုလည်းတောက်လျှောက်တက်ကထိုးစစ်ဆင်နေဆက်ချန်စီတို့လျှောက်ထိုးစစ်ဆိုဆင်လားမဆင်လားထိုင်းရအောင်မှသူ့နေဆက်ကနေပိတ်ပြီးတော့လာပြီးတော့မြန်မာတပ်မတော်နဲ့ညှိထားလာတော့မသိဘူးထိုင်းရသူ့နေဆက်တဲ့ကိုတကယ်တက်ကတည်းကထိုးစစ်ဆင်လို့တိုက်လို့ရှိရင်ဒီ PDF တွေနဲ့ခုနဒီ KNU တပ်တွေကထွက်ပြေးမှထိုင်းဘက်ကိုထွက်ပြေးမှတိတဲ့အတွက်ထိုင်းစစ်တပ်ကနေဆက်ချန်စီတို့လျှောက်လာပြီးတော့ကင်းဆောင်ထားတယ်လာပြီးတပ်တွေချထားတယ်ထွက်ပြေးလာတဲ့သူတို့တမ်းဖမ်းမှာအဲ့တော့ရှင်းပြောရတော့ထိုင်းစစ်တပ်ကပြောရင်တော့သူ့နိုင်ငံကိုကာကွယ်တယ်လို့ဘာလို့နဲ့သူကမြန်မာအစိုးရက operation ဆင်နေသက်ကိုတစ်ချောင်းမှာ operation လုပ်တဲ့အခါကျလို့ရှိရင်သူတို့ကတကယ်ကိုဒီ military operation လို့ရင်သူတို့ကနောက်ကနေကာထားပေးတာတပုံတွေထွက်ပြေးရင်ကောက်ဖမ်းလို့ရအောင်လို့ထိုင်းကနေသက်ကနေစောင့်နေတယ်အဲ့တော့ကြည့်ရတော့တက်ကတော့ operation ကောင်းကောင်းဆွဲလိမ့်မယ်ထင်တယ်အဲ့တော့ကြည့်ကောင်းတာပေါ့ဗျာစောင့်ကြည့်ကြတာပေါ့နော်ဘယ်လိုလာမလဲတော့မသိဘူးအဲ့တော့ရွေးကောက်ပွဲကိုစန့်ကျင်ကောက်ွက်တဲ့သူကခုထောင်ထဲကိုသွားရမယ်ဒါပေမဲ့ပြည်သူ့စစ်အုပ်စုကြတော့လေသလားမမင်းနဲ့နော်လက်ဆန်းအောင်ဝါတို့အုပ်စုကြတော့ရွေးကောက်ပွဲကိုထောက်ခံပါတယ်ဆိုထကြင်ကြတယ်နော်ဘယ်ဖွဲ့လဲဆိုတော့သူပြည်သူ့စစ်ဖွဲ့နာမည်ကလည်းကျွန်တော်ဂွေထုလဝရန်ဌာနေပြည်သူ့စစ်ဂွေထုနဲ့လဝရန်ဌာနေပြည်သူ့စစ်ကနော်ဟိုပါလေဦးလက်ဆန်းနော်လီဦးဆောင်တဲ့ဂွေထုလဝရန်ဌာနပြည်သူ့စစ်အဖွဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူကတော့ပွင့်လင်းပြောရင်တော့ကြုံသူထောက်ခံတယ်ဆိုကြင်ကြတယ်အဲ့တော့ခုနကဆိုတော့လူနတ်ချမ်းသာပေါ့ဗျာလူနတ်ချမ်းသာပေါ့သူတို့ကလူနတ်တွေဆိုတော့ဒီကြတယ်ထက်ချမ်းသာအောင်မဒီလူတွေအဲ့သူတို့ရွေးကောက်ပွဲထောက်ခံတယ်အပြင်ထောက်ခံကြောင်းဒီနေ့စက်တင်ဘာ24မှာဒီကဂွေထုလဝရန်ဌာနေပြည်သူ့စစ်အဖွဲ့ကကြီးညာတယ်နော်အဲ့ပြည်သူ့စစ်အဖွဲ့ဘူးဦးဆောင်တယ်ဆိုတော့ဥက္ကဋ္ဌဦးလက်ဆန်နော်လီဦးဆောင်တယ်နော်လီဦးဆောင်သူကဘာလဲဆိုတော့ဒီတိုက်ပွဲပေါ်ဆောင်မှုရတတ်ဖို့နိုင်ငံတော်ဆိုတဲ့နေဆုံးဆွေးနွေးပြီးတော့ဒီနေ့အကြောင်းရအောင်လုပ်ကြဖို့တရားမဲ့တဲ့ဒီမိုကရေစီရွေးကောက်ပွဲကတင်မြောက်တဲ့ပြည်သူ့အစိုးရပေါ်ပေါက်လာအောင်ကြိုးစားကြဖို့တိုက်တွန်းကြဖို့ဒီလုပ်ကြဖို့တိုက်တွန်းတယ်လို့သူကဒါကိုလည်းယုံကြည်တယ်ပေါ့ဗျာအဲ့တော့ပြည်သူ့စစ်အနေနဲ့လည်းသူတို့အနေနဲ့လည်းဒီခဲခဲကြတဲ့ရင်ဆိုင်ပြီးတော့တပ်မတော်ဘက်ကနေအစင်စိုက်ခံပြတော့ရပ်တည်တယ်2025ဒီဇင်ဘာ28မှာကျင်းပမယ့်ပါတီစုံရွေးကောက်ပွဲလည်းအပြည့်အဝထောက်ခံတယ်ရွေးကောက်ပွဲရှင်ပြိုင်မဲ့လူပုဂ္ဂိုလ်နိုင်ငံရေးပါတီတွေကိုလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဝန်ထမ်းရေးအတွက်တတိပုဂ္ဂလကိုယ်စားလှယ်တွေပါတီကိုယ်စားလှယ်တွေငေါ့ရှင်ပြိုင်ရေးအတွက်မိတို့အဖွဲ့အစည်းအနေနဲ့ကုညီဆောက်ရှောက်ပေးသွားမယ်တဲ့ပြောချင်တာကတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်တွေကိုကာကွယ်ဆောက်ရှောက်ပေးသွားမယ်သူတို့ရှိဒေသမှာတော့သူတို့ထောက်ခံတဲ့ကြိုးဆိုတယ်ပြောချင်တဲ့လူတွေကလည်းရွေးကောက်ပွဲထောက်ခံကြိုးဆိုပါရွေးကောက်ပွဲဆန့်ကျင်ကောက်တယ်မလုပ်ဘဲနဲ့ဒီပြည်သူဒီရွေးကောက်ခံအစိုးရပေါ်လာအောင်ဝိုင်းဝန်းတွန်းအားပေးပါဆိုတာမျိုးကိုဒါဂွေထုလဝရန်ဌာနေပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဦးလက်ဆန်နော်လီဦးဆောင်တဲ့အဖွဲ့ကနေပြီးထောက်ခံကြောင်းပြောတယ်ဒါကဘာလဲဆိုတော့ကွယ်ထူးဝန်းတို့လောက်မမိုက်ဘူးပေါ့ဗျာကွယ်ထူးဝန်းတို့လိုမျိုးမမိုက်ဘူးပေါ့ကွယ်ထူးဝန်းတို့ကတော့အသက်တာကြီးလာတာခုတည်းခုချိန်ထိမိုက်တွင်းကနှက်နေတော့မိုက်ကိုကိုကတွင်းကိုတူးပြီးတော့နှက်တာအဲ့ကောင်ကြီးမိုက်တွင်းနှက်တဲ့နေရာမှာကိုတွင်းကိုတူးပြီးတော့နှက်တာမိုက်တွင်းနှက်တော့တချို့တွေကကျတော့ပါနှက်တဲ့ခါကျတော့စောစောစီထောက်ခံတယ်ဆိုပြောလိုက်တော့ဇာသိန်းတော့ကန်ကောင်းတာပေါ့ဗျာနော်ဆိုတော့ဒါလေးလေဒါထည့်ပြောတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တက်မတော်တွေကယာရုအပြောင်းရွှေ့ကိစ္စဒီရက်ပိုင်းမှာတက်မတော်ယာရုအပြောင်းရွှေ့ကိစ္စကျွန်တော်မနေ့တနေ့ကလိုခဲ့တဲ့၄-၅ရက်တည်းကကျွန်တော်ပြောဖို့စောင့်တာပေါ့နော်စောင့်နေနေအခုတော့ဒီနေ့တော့ကျွန်တော်ပြောတာရှိတယ်ပြောရတော့ပါဗျာနော်အဲဆိုတစ်ချက်ကတက်မတော်ကာဝေးစီချုပ်ဗိုလ်ချုပ်မှုကြီးရဲ့ဒီစစ်ဘက်လက်ထောက်ဖြစ်ခဲ့တဲ့ဗိုလ်ချုပ်မိုးမြင့်ဆွေဗိုလ်ချုပ်မိုးမြင့်ဆွေကတော့ဒါဒုတိယဗိုလ်ချုပ်ကြီးအဆင့်တာဝန်ထမ်းဆောင်ရပါပြီယာရုတက်သွားတယ်ပေါ့ဗျာဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေဖြစ်သွားတယ်ပေါ့နော်ဒုတိယဗိုလ်ချုပ်မိုးမြင့်ဆွေကတော့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေကဒုတိယဗိုလ်ချုပ်ကြီးဖြစ်သွားတယ်ပြီးရင်သူကဘာလဲဆိုတော့ကထုတ်လို့ပြောမလားသူကတော့ဒါတကယ်ကိုရေးပါတဲ့ဟိုတာဝန်တွေကိုသူ့ပေးလိုက်တယ်ရေးပါတဲ့နောက်ထပ်နေရာတစ်ခုတာဝန်ကိုသူ့ပေးထားတယ်ပေါ့နော်သူယာရုကတော်တော်လေးဖြစ်ပါတယ်တော်တော်လေးကောင်းပါတယ်နော်ဆိုတော့သူ့နေရာကိုတော့နောက်ထပ်တစ်ယောက်ထပ်ဝင်တာရှိပါတယ်ဆိုတော့စင်းရင်းတွေကတော့ကျွန်တော်ဒီမှာရွတ်ပြမယ်ဗျာစင်းရင်းတို့ကျွန်တော်ရွတ်ပြမယ်အပြောင်းလဲစင်းလေးကိုခဏလေးကျွန်တော်မှဆိုလို့ဗျာပြောင်းရွှေ့စင်းရင်းဟောလူနာမည်တွေနဲ့ကျွန်တော်တို့စင်းရင်းလေးတွေလွန်ခဲ့တဲ့2ရက်3ရက်တည်းရတယ်ဗျဒါပေမဲ့ကျွန်တော်တို့ကလည်းအဲ့ကိစ္စကိုတောင်းနဲ့အသားလေးနေနေတာပေါ့တောင်းနဲ့ဒီတက်မလို့အပြောင်းလဲပြောင်းရွှေ့တွေကတော်မလို့ရင်မပြောဘူးဆိုပြီးတားလို့နေတာပေါ့နော်ဆိုတော့အစင်းပြောင်းလဲမှာစပြောရင်ကာသထတွေရစပြောမယ်ပေါ့နော်ဆိုတော့ကာသထ3ဒုတိယဗိုလ်ချုပ်ကြီးဒေသကျော်နော်ဒေသကျော် तू ကကာသထဒေသကျော်ကဘုန်းလည်းပြောရင် तू ကတော့ဒါပါတီဘက်ကို
ပြောင်းမယ်လို့ရှင်တယ်အရန်အရာဘက်ကိုပို့ထားတယ်မကြခင်ပါတီဘက်ပြောင်းပြီးတော့သုံးဖို့လဲအရန်အရာနေပြီးတော့ဒီအစိုးရဝန်ထမ်းယာတူးနေရရမလားမသိဘူးတရားဝင်ဒေသကျော်ပေါ့နော်သူကတော့ဒီကာဆာထ3ယာတူးရေခွာယူခင်ကယူခဲ့တယ်အခုတော့ကာဆာထ3ယာတူးကနေပြီးတော့သူအရန်အရာရောက်သွားတယ်ပြီးရင်တော့သူ့မှာလည်းအခြားယာတူးအစဉ်ရှိလိမ့်မယ်လို့ယူဆတယ်နော်သူက ODS 83ကလို့ကျွန်တော်သိရတယ်နော်နောက်ကဒီစေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်တို့နော်နောက်ကကက2ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်တို့ကကထုတ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းတို့နော်ခုနဒီဗိုလ်ချုပ်မိုးမြင့်စီကဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းရဲ့နေရာကကထုတ်မှသူတာဝန်ထမ်းဆောင်မှာပါဆိုတော့ကကစစ်ကဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံတို့နော်ဒီနောက်ဒုတိယဗိုလ်ချုပ်ကြီးစိုးတင်နိုင်တို့ဒီအုပ်ပုဂ္ဂိုလ်တွေကတော့ဒါအကုန်လုံးကတော်တော်များတော့ပြည်ခိုင်ဖြိုးပြောင်းရမှာတို့တချို့ကတော့ဒီအရန်အရာနဲ့အသင့်ဆောင်နေတာတို့ရှိတယ်လို့သိရတယ်တချို့ပုဂ္ဂိုလ်တွေကအဲ့တော့အဲ့မှာထူးခြားတာကကဆရ1ဒုတိယဗိုလ်ချုပ်ကြီးကိုဦး DSC အပတ်စဉ်38ကဒုတိယဗိုလ်ချုပ်ကိုဦးကဘယ်ရောက်သွားလဲဆိုရန်ကုန်တို့ဘာတို့ရန်ကုန်တို့အရာတို့ကိုကြံရမယ်ကဆထဘက်ကိုကဆရ9ဘက်ကိုပြောင်းသွားတယ်တချို့ကတော့ကာဆာတစ်ဆိုတဲ့နေရာပါဝါမှုဖြစ်တယ်ဘာလို့ငါ့ကိုဖြစ်တယ်နှိပ်သွားတယ်လို့ထင်တာမဟုတ်ဗျာနာမရွေးကောက်ပွဲရန်ကုန်တို့ AR တို့က key point ဖြစ်တယ်အဲ့ဒီနေရာတွေကိုတွားပြီးထိုင်ခိုင်းတာဖြစ်တဲ့အတွက်ဒါအရေးကြီးတယ်အရေးကြီးတဲ့နေရာကိုဒါဖြည်းဖြည်းချင်းခဏသူ့တာဝန်ရွှေ့ပြီးတယ်လို့ယူဆတယ်ပေါ့နော်ကာဆာ3ပြောဖို့ယူကိုကကာဆာ1ကနေကာဆာ5ဖြစ်သွားတယ်ပေါ့နော်သူက DSC အပတ်စဉ်38ကနောက်ကာဆာ2ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးသူက DSC 35ပြောရင်တော့ဟိုနံပါတ်3ခေါင်းဆောင်ဖြစ်တဲ့နောက်တော့ကောင်းပြီဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့သူနဲ့အပတ်စဉ်အတူတူဆိုတော့ तू ကတော့သူ့ကိုတော့အရန်အင်အားကိုပို့ထားတယ်လို့အကြံဉာဏ်ကြားပါတယ်ဆိုလိုတာ तू ကတော့တချို့ကတော့ဟိုဘက်မှာဆန့်ကျင်မဲ့မီဒီယာတွေရေးကြတယ်သူ့ကိုဗာလဲဒီရှမ်းမြောက်စစ်မြေပြင်မှာကြောက်မဲကိုသိမ်းတာမသိမ်းနိုင်လို့သူ့ကိုယာရုကဖြုတ်ပြတယ်ဆိုတော့မျိုးပွင့်လည်းပြောရင်ဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးကနောင်ချိုတိဘောနောင်ချိုတို့ဘာလို့ तू ပြန်သိမ်းထားပြီဟိုဘက်ကဒီဖဲခုံတို့မိုးပြဲတို့ကိုလည်းဟောဖြစ်တဲ့ခါမှာဒါ तू ကကဆရအနေနဲ့ तू တူးဆောင်ခဲ့တာဆိုတော့ပြောရရင်တော့သူ့ကိုကြောက်မဲမရလို့ရွှေ့ပြပါတယ်ဆိုမျိုးကတော့တိတ်ပြီးတော့ဟိုဗာလဲပေါ်လုံးနဲ့ဟိုရေးသားချက်ပဲတိတ်ပြီးတော့အစင်တန်းနေလုံးနဲ့ဝါရဖြန့်ချီစမ်းမြလုံးနဲ့ဒီရေးသားမှုပဲကျွန်တော်အဲ့လိုပဲမြင်တယ်အဲ့တော့ဘာဖြစ်လို့35ကဆရ sorry DSC 35ဒုတိယဗိုလ်ချုပ်နိုင်ဦးကဘာဖြစ်လို့သူအရန်ဘက်ကိုရွှေ့ထားလဲမင်းနောက်မှလာမဲ့ယာရုတွေရှိပါသေးတယ်အရက်ဘက်စိုးရဝန်ထမ်းယာရုအကြီးကြီးတွေရှိသေးတယ်ဒါကြောင့်သူကတချို့ဟာလေးတွေထားတာရှိတယ်အဲ့တော့တချို့တွေရှောက်ပြောနေကြတာလို့ကျွန်တော်ပြောချင်တယ်အဲ့တော့တမတော်ကပြိုကွဲစေခြင်းနဲ့စိတ်တမတော်ထိခိုက်စေခြင်းနဲ့နစ်နာစေခြင်းနဲ့စိတ်တမင်ကိုထိုးနှက်တဲ့သဘောမျိုးနဲ့တချို့ကရေးကြတာပဲရှိတာပါเนาะအဲ့တော့ဒီ तू ကတော့သူကာဆရာနေကတော့ပြောပြနေနိုင်ကတော့ဒါအရန်အားရောက်သွားတယ်လို့သိရတယ်ဆိုတော့ခုနကဗိုလ်ချုပ်ကျော်သွားလေးနဲ့သူအပတ်စဉ်တူတူပါနောက်တစ်ခါဒီဒုတိယဗိုလ်ချုပ်ညိုဝင်းစီကာဆရာလေးကတော့ဒါနေမြဲပေါ့ဗျာနေမြဲအဲ့ဒီမှာကာဆရာငါဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလက်ပေါ့နော် DSC 30ခွန်သူကကာဆရာ2ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်တယ်ခုနကဒုတိယဗိုလ်ချုပ်နိုင်ဦးရဲ့200ပြောတော့ဗိုလ်ချုပ်ဇော်မင်းလက်ကဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလက်က DSC 39ကသူကပွင့်လန့်ပြောရရင်တော့ဟိုပါဗျသူကကျွန်တော်သွားကတော့မိုးပြဲဖဲခိုးသွားတော့အဲ့မှာတိုင်းမှုဖြစ်နေသူရှိနေတာတောင်ကြီးမှာတိုင်းမှုနေရှိနေတာအဲ့ဒီကနေမှသူကနောက်ဆုံးသူ3လအတွင်းမှာဇရက်ရာတို့တူတာကာသရဖြစ်နေရအောင်ကျွန်တော်ရောက်ပြီးတော့ကျွန်တော်မိုးပြဲဖဲခိုးကိစ္စကိုကျွန်တော်သတင်းတင်ဆက်ပြီးသိမကြောက်ဘူးတစ်ပတ်လောက်ကြာမှာပဲသူကဒုတိယဗိုလ်ချုပ်ကြီးရာတို့တိုးသွားပြီးတော့သူကကာသရမှုဖြစ်နေတာဝန်ထမ်းကာသရ9ဖြစ်နေတာဝန်ထမ်းဆောင်ရတယ်အဲ့ဒီကနေမှအခုကာသရ9ကနေမှသူကာသရ2ဖြစ်တဲ့ခုနဒီဒုတိယဗိုလ်ချုပ်နိုင်ဦးရဲ့နေရာကိုသူထမ်းဆောင်တာပြောတော့အဲ့ရှမ်းမြောက်နဲ့ဒီရှမ်းတောင်ကရားခွင်အဲ့ခွင်တွေကိုသူကကာရမယ်လို့ဖြစ်တဲ့အတွက်ကာသရနှစ်ကိုသူကရွှေ့သွားတာเนาะရွှေ့သွားတာအဲ့တော့ဒါကကာဆရ6ဒီတော့ဒီနီလင်းအောင်အဲ့ဒါတော့ကာဆရ1ကိုပြောင်းသွားတယ်သူကလည်း DSC 39ကပဲသူကဒီ DSC 39ကပဲကာဆရ1ကိုပြောင်းတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ဒီရလကတိုင်းမှုဖြစ်တဲ့ဗိုလ်ချုပ်မျိုးမင်းထွန်းပေါ့နော်သူကတော့ DSC ဆိုဒီသူကတော့ဒီ OTC 23ပေါ့နော် OTC လို့ခေါ်မလားပေါ့ OTC လား ODS လားအဲ့ဒီရောကျွန်တော်နည်းနည်းလေးရောထွေးနေတယ်ထားပါတော့အဲ့ကသူကတော့ဒီဗိုလ်ချုပ်မျိုးမင်းထွန်းကတော့အခုသူကတော့ရှင်းပြတော့ကကစစ်ကိုသူရောက်သွားပါတယ်နောက်လဘခဗိုလ်ချုပ်ကျော်ကိုထိုက်သူကတော့ DSC 38ကပါ DSC 38ခုနဒုတိယဗိုလ်ချုပ်ကိုကိုဦးနဲ့အပတ်စဉ်တူအဲ့သူကလည်းဒီလကကချုပ်ဒုတိယဗိုလ်ချုပ်ယာရုနဲ့သူတိုးသွားတယ်သူအဲ့တော့သူ့ဗိုလ်ချုပ်နေရာသူ့ရဲ့တိုင်းမှုနေရာကိုလဘကတိုင်းမှုနေရာကိုဘယ်သူလာလဲဆိုတော့ကျွန်တော်တို့ဒီဗမော်ဝါတိုက်နေတဲ့ဗမော်မှာတိုက်နေတဲ့ဘုံမှုချုပ်တင်မင်းလက်ပေါ့နော်ဘုံမှုချုပ်တင်မင်းလက်ကလဘကတိုင်းမှုဖြစ်လာတယ်အဲ့လိုပေါ့နော်ဆိုတော့ပြောရင်တော့ကျွန်တော်ကဒီလက်ကချုပ်ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းသူကတော့ထူးချုပ်ဖြစ်သွားတယ်ပေါ့နော်ဆေးရာဒုခန်းချုပ်ပေါ့နော်အဲ့လိုဖြစ်သွားတယ်စသဖြင့်ပေါ့အဲ့လိုယာရုပြောင်းရွှေ့တွေအများကြီးရှိလာပါတယ်အဲ့တော့ဒီအပြောင်းလဲတွေအကုန်လုံးကိုနော်ပြောင်းလဲအကုန်လုံးကိုဟို BBC တို့ဘာလို့လဲအကြီးကျယ်ဖော်ပြနေပါတယ်ကျွန်တော်တို့တွေမျိုး BBC တို့ဘာလို့အကြီးကျယ်ဖော်ပြနေတယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းလဲတွေပါအဲ့ဒီအောက်မှာယာရုတို့တွေအများကြီးရှိတယ်ကျွန်တော်ဟိုရက်ကပြောပါတယ်ဒုတိယဗိုလ်ချုပ်ကြီးတွေအရန်ရွှေ့တာနောက်တစ်ခါဒီပြည်ခိုင်မျိုးကိုပြောင်းခိုင်းတာအဲ့တော့ဒုတိယဗိုလ်ချုပ်ကြီးလက်သွားတဲ့ဒုတိယဗိုလ်ချုပ်ကြီးနေရာကို
တိုင်းမှုတွေဒုတိယတိုင်းမှုအဆင့်ပုံကိုယ်တွေနဲ့ဒီဗိုလ်ချုပ်နေရာမှာထိုင်နေတဲ့တချို့ပုံကိုယ်တွေကဝင်ဖြစ်ရမယ်ဗိုလ်ချုပ်အချို့နဲ့တိုင်းမှုအချို့ကဝင်ဖြစ်မယ်အဲ့တိုင်းမှုလစ်လက်သွားတဲ့နေရာဗိုလ်ချုပ်အချို့လစ်လက်သွားတဲ့နေရာတော့ကဒုတက်ဗိုလ်မှုချုပ် level တွေကဝင်ဖြစ်မယ်အဲ့ဗိုလ်ချုပ် level တွေဖြစ်သွားတဲ့နေရာကိုအောက်ကဟွာတွေကဒီဗိုလ်မှုကြီးတွေကစီနီယာဗိုလ်မှုကြီးတွေဝင်ဖြစ်အဲ့လိုနဲ့သူကတက်မတော်စင်ကဲပြောင်းလဲမှုနဲ့မျိုးဆက်တစ်ခုချိန်နေတာပေါ့နော်ဆိုတော့အဲ့ဒါကိုတချို့တွေကရေးချင်တာရှောက်ရေးနေတာပေါ့နော်ပြောရရင်တော့ဗျာလာမဲ့တက်မတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်ဖြစ်လာမယ်နံပါတ်1ခေါင်းဆောင်ဖြစ်လာမဲ့သူနဲ့နောက်ကတက်လာမဲ့မျိုးဆက်နဲ့ကြားမှာပွင့်လင်းပြောရင်ဟာရတဲ့အဟာလေးရှိတယ်ပြောရင်ကျွန်တော်ခံမှန်းကြည့်တာပေါ့နော်နောင်လာမဲ့တက်မတော်ခေါင်းဆောင်တွေတက်မတော်ခေါင်းဆောင်တွေကိုခေါင်းဆောင်တွေရဲ့အောက်ကဒုတိယဗိုလ်ချုပ်ကြီး level တွေကအပတ်စဉ်40နဲ့45ကြားတွေကဝင်သွားလိမ့်မယ်40 45ကြားတွေက45တော့ပြောကျွန်တော်ပတ်စဉ်40နဲ့44ကြားတွေ43ကြားတွေပေါ့40 43 40 41 42 43အဲ့ဒီအုပ်စု၄စုကဒုတိယဗိုလ်ချုပ်ကြီးယာရုတွေကိုတောက်လျှောက်ဝင်တိုးလိမ့်မယ်အဲ့တော့အပေါ်ကခုနဒီ35ကနေပြီးတော့39အထိအုပ်စုကအဲ့ဒီအုပ်စုကလည်းခုနဒုတိယဗိုလ်ချုပ်ကြီးယာရုတွေနဲ့တပ်မတော်ကောင်စုယာရုတွေကိုရယူနိုင်ကြည်လေရှိတယ်ဒါပေမဲ့လည်းဒါတွေကခံမှန်းချက်တွေပါဟိုတပ်မတော်ကောင်စုယာရုဆိုတာတိတ်တမိုးကြီးတဲ့ယာရုတိတ်ကိုဟိုကျွန်တော်တိုင်းပြည်မှာရေးပါတဲ့ယာရုပါပြောရရင်ဟိုတရက်ကအိန္ဒိယတမကြီးပြောတဲ့ဒီတက်မတော်အားတဲ့မြန်မာနိုင်ငံနဲ့ပြောလို့ရှိရင်ပီလာတစ်ခုပဲတဲ့တချို့ကဟို4ပီလာပေါ့နော်4ပီလာလို့ပြောတယ်ပီလာတစ်ခုကဘာလဲဆိုတော့သူကဘာလဲဒီတရားဥပဒေစိုးမိုးရေးအုပ်ချုပ်ရေးအုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးနောက်ကဥပဒေပြုရေးနဲ့မီဒီယာပေါ့အဲ့ဒါကိုသူက4ပီလာလို့ကျွန်တော်အားလုံးပြောခဲ့ကြတယ်သူကအဲ့ဟာကိုလက်မခံအောင်အဲ့မင်းနဲ့တမကြီးပြောတဲ့စကားစိတ်ဝင်စားဖို့ကောင်းတယ်သူကတကယ်တော့ပုံလည်းပြောရင်အဲ့ဒီဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်အဲ့ဒီအုပ်စုတွေကပီလာတစ်ခုသာဖြစ်တယ်တဲ့ပီလာတစ်ခုသာဖြစ်တယ်ပေါ့ပြီးလို့ရှိရင်ဒီဘက်မှာမြန်မာနိုင်ငံလိုနေထားမျိုးမှာတော့တက်မတော်ကလည်းနောက်ထပ်ပီလာတစ်ခုပဲနော်အဲ့တော့ပြောရရင်တော့ဒီဘက်ကအုပ်ချုပ်ရေးတရားတွေတရားဥပဒေစိုးမိုးရေးတရားစီရင်အဲ့ဘက်ချမ်းပီလာတစ်ခုဒီဘက်ကတက်မတော်ပီလာတစ်ခုအကယ်၍ဒီဘက်တစ်ခုလုံးပြိုသွားရင်ဘယ်သူဝင်ထိမလဲတက်မတော်ဝင်ထိမှာဥပမာထိုင်းကိုကြည့်မယ်ဆိုရင်သူကထိုင်းကိုကြည့်မယ်ဆိုထိုင်းမှာဘယင်စနစ်ရှိတယ်တက်မတော်ရှိတယ်အစိုးရရှိတယ်နောက်တစ်ခါပြည်တွေလိုနိုင်ငံလှမ်းကြည့်ရင်တော့ပြည်တွေမှာဘယင်စနစ်ရှိတယ်အစိုးရအဖွဲ့ရှိတယ်တက်မတော်ရှိတယ်ပီလာ3ခုနဲ့ထောက်ထားတယ်တဲ့အဲ့လိုသူကပြောတယ်အဲ့တော့မြန်မာနိုင်ငံမှာကဘယင်စနစ်မရှိဘူးဘယင်မရှိတော့ဘယင်မရှိရလို့ပဲအိန္ဒိယမှာဆိုတမနာရှိတယ်တက်မတော်ရှိတယ်အစိုးရနဲ့တော်တော်လေးဟွာရှိတယ်အဲ့ပီလာ3ခုနဲ့ထောက်ထားတယ်တကယ်တော့ဒီလိုထောက်ထားတာအဲ့တော့ကျွန်တော်မီဒီယာတော့စက်တာပါတဲ့ဟိုမဟုတ်ဘူးတဲ့ပီလာမဟုတ်ဘူးတဲ့အဲ့လိုသုံးတာဟုတ်ကျွန်တော်စဉ်းစားပါဒါစဉ်းစားကြရကောင်းတဲ့ကိစ္စတွေပါเนาะထားပါတော့โอเคဆိုတော့တက်မတော်ရဲ့ဒီအပြောင်းလဲ reform တွေကအဲ့လိုသွားမှာကိုတော့ခင်ဗျားတို့တွက်ချက်ဖို့လိုတာကဒီပြည်ပြင်းမီဒီယာတွေရေးချင်တာရေးနေကြမှာပဲဒီကောင်တွေကတော့တက်မတော်နဲ့ပတ်သက်ရေးချင်လို့ရေးမှာကျွန်တော်အမြင်ပြောရရင်တော့တက်မတော်ကနောင်လာမဲ့ generation ကိုသူကမျိုးဆက်လိုက်စင်ကဲပြောင်းလဲခြင်းလုပ်ထားတယ်စင်ကဲပြောင်းလဲခြင်းကိုစနစ်ကျလုပ်ထားတယ်မျိုးဆက်လိုက် generation by generation ကပိုတော်တဲ့ပိုထက်တဲ့ပိုရင်းရှိတဲ့မျိုးဆက်တစ်ခုဖြစ်လာအောင်တက်မတော်ကပြုစုပြောင်းနေတယ်အဲ့ဒီအချိန်မှာခင်ဗျားတို့ပြောနေတဲ့တချို့ဟိုပါတီကြီးတွေပါပြတ်သွားပြီးပြတဲ့ပါတီကြီးတွေပါဆိုရင်ဘာလို့လဲတကောင်လေးကိုမိခိုထားတယ်တယောက်တည်းကိုမိခိုထားတဲ့ဟာမျိုးအစစ်တမ်းမျိုးတော့တယောက်တည်းမိခိုတော့ဟိုတယောက်တည်းကိုမိခိုပြီးတော့အဲ့တယောက်လည်းမရှိတော့သွားတာပဲစက်သိန်းတာပဲဆိုအဲ့ဒါဘာလဲဆိုတော့ရှင်းပြောရင် institution ကိုအားမပြုဘဲနဲ့ဒီ personal ပေါ့နော်ဒီပုံကိုယ်ကြီးကိုအားပြုထားတဲ့ဟာကျွန်တော်ကဘာလဲဆိုတော့ heroism ကိုသွားတာ heroism ကိုသွားပြီး hero ပေါ့သူရဲကောင်းဆိုတာနောက်ကိုရှောက်လိုက်တဲ့ဟာမှားနေတယ်ကျွန်တော်လူပုဂ္ဂိုလ်နောက်ကိုရှောက်လိုက်တာနော်မှားနေတယ်ဗုဒ္ဓလည်းဟောတယ်လူပုဂ္ဂိုလ်နောက်တော့လိုက်တာမှားတယ် institution နောက်ကိုပဲလိုက်ရတယ် institution ဆိုတာသူစင်ကဲပြောင်းလဲဒါကြောင့်တမတော်ကအတိုင်းပြည်ရဲ့ရေးပါတဲ့ institution တွေမှာတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒီ institution အားကောင်းခိုင်ပါဘူးဒီ institution မှန်ကန်မြတ်တာဘူးဒီ institution မှာ agree တွေနေပါလို့ဒီ institution ကတကယ်ကိုတမန်တော်ကြရပ်တည်ဖို့အတွက်ကျွန်တော်တို့မီဒီယာတွေကဝိုင်းတွန်းပေးရမယ်လူတို့ဝိုင်းတွန်းပေးရမယ်ဒီ institution မှာအမုန်းတရားကြီးကြီးနဲ့ထိုးနှက်တိုက်ခတ်ပြရမှာဖြိုပြရမှာမဟုတ်ဘူးဒါကိုပြိုသွားတာနဲ့ဒီ institution ပြိုသွားရင်တိုင်းပြည်ပြိုမယ်ဒါကိုသိကြဖို့လိုတာ educate ဖြစ်လာရင်သိလိမ့်မယ် educate မဖြစ်မသိဘူးပွင့်နေပြောတာအဲ့တော့ဒါလေးလိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီတက်မတော်ရဲ့ဒီ chain နေတဲ့အပြောင်းလဲတွေကနောက်လာမယ့်မျိုးဆက်တွေကကျွန်တော်ကခုနတက်မတော်လှမ်းကြည့်တဲ့အခါနောက်လာမယ့်အပတ်စဉ်40 39လောက်ကစတယ်39 40 41တွေကသိမရှိတော့လို့ကြားတယ်39 40 41 42 43အဲ့ဒီအုပ်စုအဲ့ဒီ5စုကနောက်လာမယ့်တက်မတော်ကိုတကယ်ကိုchain မဲ့အုပ်စုအဲ့ဒီ5စုပဲတက်မတော်ဒီခုလုံးကိုလှပပဥဆောင်ပြီး carry လုပ်တော့မှအဲ့ဒီအုပ်စုပဲဒါကိုကျွန်တော်မြင်နေရတယ်လို့ပြောချင်တာเนาะဒါလေးကတော့ကျွန်တော်ပြောအဲ့တော့အဲ့လိုဆိုရင်အခုရှိနေတဲ့39တို့36တို့35တို့38တို့ကဘာလို့ရမှာလဲလို့မေးမယ်ဟာသူတို့တွေကတော့ဒီဂျာကာလာဟာကို handle လုပ်ပေးမယ်သူတို့က handle လုပ်ပေးလိမ့်မယ်ပြီးရင်နောက်ဒီ9နှစ်နောက်လာမယ့်9နှစ်ကိုသူတို့က handle လုပ်ပေးသွားလိမ့်မယ်နောက်တတိယဒုတိယနောက်လာမယ့်9နှစ်ကြာရင်တော့ကျွန်တော်ပြောတဲ့အုပ်စုကတိုင်းပြည်ကိုလှလှပါချိန်လိမ့်မယ်ဒါကြောင့်မလို့စောင့်ကြည့်ကြတာပေါ့လို့ပြောချင်တာဒါပါပဲအဲ့တော့ဒါလေးကတက်မတော်ကိစ္စလေးကိုကျွန်တော်ပြောတာဒါပေမဲ့အများကြီးမသုံးသပ်ချင်လို့ဒီလောက်ပဲပြောချင်တာပါအဲ့တော့ကျွန်တော်ဒီနေ့မှုလေဒီလောက်နဲ့ပဲရပ်ပြရစေအားလုံးပဲကိုရတဲ့ရှိပါတိုင်းပြည်ကိုစိတ်နာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လဝါ TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်အကြမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မင်းတို့ပါလို့ပြောရင်းနဲ့ good night ပါ